အလုံးသောယောဂီသူတော်စင်ပေါင်းတို့ကျမ်းမာမြတ်တာချမ်းသာကြသည့်ဣရိယာပုဖြင့်ထိုင်ပြီးတော့တရားတော်ကိုနှလုံးသွင်းနာကြားကြရအောင်ဦးဇင်းတို့ဒီကနေ့ညချမ်းဓမ္မသဘင်မှာအလုံးသောတန္တရာဆွေတော်မျိုးတော်မိသားစုများကိုယခုလိုတန္တရာဘုံခရီးမှာမိသားစုတွေပြန်လဲစုံစည်းကြရတဲ့ကုသိုလ်ပွဲမို့ကျေးဇူးဆက်သောအဖြစ်ဟောကြားအပ်သောတရားတော်ဒီကမိကောင်းဖခင်ကျေးဇူးရှင်လို့အမည်ပေးတဲ့တရားတစ်ပုဒ်ကိုဟောကြားနာကြားမှာဖြစ်ပါတယ်မိကောင်းဖခင်ကျေးဇူးရှင်တဲ့ဗာတရားပါလေဒသမာတိဥရေကတဝဘောတိတိဝုဒ္ဓိကာရဏံအာယုဒီကံဝောတတဓမ္မာတုပါဒနမမဟသမတအကျင့်မိခင်မြတ်တိကဒသမာတိဆေလှတိုင်တိုင်ဥရေကတဝရင်၌လွယ်တာသည်ကိုပြု၍ဘောတိတိလုံကျွေးမွေမျိုးဆောက်ရှောက်တော်မူကြပါပေကုန်၏ဝတ္တတတာယူကိုအမိဟာအနှစ်တရာအသက်ရှိနေခဲ့မယ်အဖေဟာအနှစ်တရာအသက်ရှိနေခဲ့မယ်ဆိုလို့ရှိရင်ဩဒီကာရဏံအသက်တရားကာလပတ်လုံးသာသမီတို့ရဲ့ကြီးပွားတိုးတက်အောင်မြင်ကြောင်းကိုသာလည်းရင်ကတ်တော်ပြု၍ဘောတိတိလုံကျွေးမွေမျိုးဆောက်ရှောက်တော်မူကြပါပေကုန်၏သာမာတအကျင့်မိခင်မြတ်၏သာပိတာထိုဖခင်မြတ်၏ပါဒံခြေတော်အစုံကိုနမမိကျေးဇူးတိခိုက်ဥဖြစ်တိုင်း၍ကောင်းစွာမဲ့တွေကြောလိုက်ကြရပါပြီကုန်တည်းဘဟုကာရဘိကဝေမာတာပိတရောဗုဒ္ဓနာအဘာဒကဘောဓကဣမတလောကတဓတ္တတရောဘေကဝေจิตတတိจิตမိတို့လောကသမိဟောဒီလောကကြီးတဲ့၌ဘဟုကရာကျေးဇူးအများဆုံးသောပုဂ္ဂိုလ်ဆိုရာမာတာပိတုနာမိခင်ဖခင်ကျေးဇူးရှင်နှစ်ပါးတို့ပါတိအဘာဒကဖဝါလည်းနှလုံးပခုံးလည်းနဲ့လူဖြစ်အောင်ကျွေးမွေးပြုစုဆောက်ရှောက်ခဲ့ရသူတို့ပါတိဘောဓကနိုးချိုတိုက်ပြွေမွေးမြူခဲ့ရပါသူတိဣမတလောကသာဤလောကကြီးကိုဓတ္တတရောအကောင်းဆုံးညွန်ပြဆုံးမတတ်သောပုဂ္ဂိုလ်ဆိုတာလည်းပဲမာတာပိတရောမိခင်ဖခင်ကျေးဇူးရှင်နှစ်ပါးပင်တည်းလေလို့ဒေသေတုကောင်းစွာမဲ့တွေဟောကြားတော်မူအပ်ပါပေတည်းမနုဿတ္တဘာဝဒုံလဘောလို့ဟောတော်မူတာကိုဦးဇင်းတို့ပရိသတ်ကြီးအလုံးကြားဘူးမှာပါမနုဿတ္တဘာဝဒုံလဘကြားဘူးတယ်မို့လားလူအဖြစ်ရခဲ့တယ်တဲ့လူအဖြစ်ပါတယ်လေအဲ့ဒီလူအဖြစ်လူဘဝဟာအမတန်ရခဲ့တယ်အဲ့ဒီလိုရခဲ့တဲ့ဘဝကိုရအောင်ယူပေးခဲ့သူကသူများလားမိဘနှစ်ပါးလားကိုဘဝကိုအသက်ကိုနော်ဖယားလည်းမပေးနိုင်ဘူးတရားလည်းမပေးနိုင်ဘူးပြမာတွေလည်းမပေးနိုင်ဘူးဘယ်သူမှမပေးနိုင်တဲ့အသက်ကိုပေးနိုင်တာမိဘနှစ်ပါးပဲကိုဘဝမှာအသက်ပေးတဲ့သူတဲ့ကျေးဇူးကြီးတဲ့ပုဂ္ဂိုလ်ရှိသေးလားရှိပါဘူးဗျာအေးဒါကြောင့်မို့နော်ရခဲ့လာတဲ့လူဘဝရခဲ့လာတဲ့လူရဲ့အသက်ကိုဘယ်သူမှမပေးနိုင်ဒါပေမဲ့နော်မိဘကတော့ဘယ်သူမှမပေးနိုင်တဲ့အသက်ကိုပေးခဲ့သူပါအခုကိုဘဝကိုအသက်ရှင်နေတာဘယ်သူပေးထားလဲ
ဒါကြောင့်မို့ပြောကြည့်ပါအောင်ရခဲဘဝရစေကြမိဘကျေးဇူးပါရခဲ့ဘဝရစေကြမိဘကျေးဇူးပါအသက်မွေးပေးဖူးထိုကျေးဇူးအထူးသာလွန်စွာတငယ်ချင်းတွေကကိုအသက်ကိုပေးနိုင်သလားပေးနိုင်ပါဘူးဦးဇင်းတို့ဘုန်းကြီးတွေကပေးသလားပေးပါဘူးဗျာမြမာရီတရားရီတကိုးရှင်တွေကပေးနိုင်သလားပေးနိုင်ပါဘူးဘယ်သူမှမပေးနိုင်တဲ့ကိုဘဝကိုအသက်ကိုပေးထားတာသူများလားမိဘနာပါလားဒါကြောင့်အသက်မွေးပေးဖို့တဲ့ကျေးဇူးတစ်ခုတည်းကိုပဲစမကြေနိုင်ဘူးတဲ့ကြေနိုင်ပါမလားကျေးဇူးကြီးပါတယ်ဒါကြောင့်သူတော်ကောင်းတို့ကိုယ့်ရဲ့ဘဝကိုအစကနေပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အခုလိုကျေးဇူးကြီးတဲ့မိခင်ဖခင်ကျေးဇူးနှစ်ပါးရှင်နှစ်ပါးကိုကြုံလွန်ပြီးတော့အခြားပုဂ္ဂိုလ်တွေပေါ်မှာချစ်ခင်မှုတွေကျင်နာမှုတွေမြတ်နိုးမှုတွေများစွာပြနေတာကိုကြည့်ရဲ့သူတော်ကောင်းတို့ငယ်ချစ်ဦးကိုမေ့ဖူးပြီငယ်ချစ်ဦးကိုမေ့ခဲ့ဖူးပြီနော်သူတော်ကောင်းတို့သိထားတာကငယ်ချစ်ဦးဆိုတာတခါကြီးကပြောတယ်လေရှင်မမင်းကငါရဲ့အသက်တမျှချစ်ရသူငါဘဝမှာအဦးဆုံးချစ်ခဲ့ရတဲ့ငယ်ချစ်ဦးဟာမင်းပါကွာလို့ပြောတော့တက္ကမကြီးတွေကယုံတယ်နော်တက္ကမကြီးလည်းပြောတယ်ယောက်ျားရှင်ဟာလေကျုပ်ဘဝမှာအဦးဆုံးချစ်ရသူမို့ရှင်ဟာလေကျုပ်ရဲ့ငယ်ချစ်ဦးပါတော့လို့ပြောရင်တက္ကကြီးကပြုံးနေမှာမယ်မယုံဘူးလားယုံပါဒါပြင်မဲ့သူတို့ယုံစရာတွေနဲ့ပုံပြင်ပမာပြောကြပါတော့လဲပဲငယ်ချစ်ဦးဆိုတာဩဒါနာတာယနာကားလေးပစ်လေလအိတ်တတ်သောအရွယ်မှာစတင်ပြီးတော့နော်တခါကြီးတို့ဦးစင်းတို့လေအမေရင်ခွင်ပေါ်မှာနော်ပက်လက်လေးလမ်းပြီးတော့အမေပေါင်ပေါ်မှာအမေရင်ခွင်ထဲမှာပက်လက်လမ်းအိတ်တယ်ပြီးတော့ပါဇက်ကသားမြတ်ကိုစို့တယ်နှုတ်ချူစို့တယ်လက်တစ်ဖက်ကလည်းတစ်ဖက်ကသားမြတ်ကိုစော့ကစားသေးတယ်နော်ပက်လက်လမ်းပြီးတော့အမေမေးစီကိုဖနှောက်နဲ့လည်းစောက်ကန်သေးတယ်နော်အမေပေါ်မှာကျင်ကြီးနဲ့ကျင်ငယ်ပါမြင်မဖွယ်အောင်လည်းပဲစော့ချခဲ့တယ်ပါကြခဲ့တယ်အမေစိတ်ဆိုးလားဆိုးပါဗျာအဲ့ဒါလို့ဆိုးခြင်းတလို့ဆိုးနှွဲခြင်းတလို့နှဲ့တေးခြင်းတလို့တေးပေးခြင်းတလို့ပေးအမေစီကိုစောက်ကန်နော်အဲ့ဒါလို့စိုးနေပြီးနေမိုက်နေပါတယ်ဆိုတဲ့သူကိုပဲတိုး၍ချစ်တတ်သူကမြင့်မြတ်တဲ့မိခင်ဖြစ်တယ်ချစ်တတ်သူကမြင့်မြတ်တဲ့မိခင်ပါဗျာအမေစိတ်ဆိုးလားဆိုးပါဗျာတခါကြီးရဲ့ဘဝမှာလေတိတ္တဆအရွယ်ကနေပြီးတော့အရင်ဆုံးတွေးခဲ့ကြုံခဲ့ချစ်ခင်ကျင်နာခဲ့သူဟာကိုအမေဖေပဲအရင်ဆုံးအဦးဆုံးချစ်ခဲ့ရသူဟာမိဘနှစ်ပါးဘဝမှာအဦးဆုံးချစ်ခဲ့သူကမိဘနှစ်ပါးကလည်းပဲတန်ဒီသားဘဝမှာတည်းကမမြင်ရသေးရင်မသွေးကိုချစ်ခဲ့တယ်ဗိုက်ထဲမှာဖြူဖြူလားမဲလားအထီးမှန်းမှန်းတော့မသိဘူးတန်ဒီလေးရပြီဆိုကြတဲ့ကတုံးနေအောင်ချစ်ကြတာမိဘတွေရဲ့အဦးဆုံးချစ်ခံရသူကလည်းကိုအရင်ဆုံးချက်ခဲ့ရသူအဦးဆုံးချက်ခဲ့ရသူလေမိဘနှစ်ပါးဒါဖြင့်တက္ကကြီးတို့တက္ကမကြီးတို့မှန်ရာကိုပြောကြမယ်ဆိုလို့ရှိရဲ့နော်ကိုဘဝရဲ့အဦးဆုံးချက်ခဲ့ရတဲ့ငယ်ချစ်ဦးဆိုတာမိဘနှစ်ပါးပါလွယ်ပါမလားလွယ်ပါဗျာမဟုတ်ဘူးလို့ညင်းမလားညင်းပါဗျာအဲ့ဒါလို့ဆိုရင်ပြိဿကြီးပြောကြည့်ပါရင်ခွင်ပြောမျိုးငယ်ချစ်ဦးဆိုဖူးခဲ့တာမိဘပါမိမိကိုသိချစ်တဲ့သားဘသူကိုချစ်လဲမိမိကိုချစ်တာပေါ့ဘလောက်ချစ်လဲဟောတလောက်ချစ်တယ်ဆိုရင်အမလီရှုကနေနဲ့နမ်းလိုက်တာကိုအရင်ဆုံးချစ်ရေးဆိုခဲ့သူကအမေနဲ့အခုအိမ်မှာရှိတဲ့တက္ကမကြီးကငယ်ချက်လားကြီးချက်လား
ကျောင်းသားဘဝကြမှာတွေ့ရင်တွေ့မယ်ဆယ်တန်းမှာတွေ့ရင်တွေ့မယ်ဆယ်တန်းအောင်ပြီးမှတက္ကသိုလ်မှာတွေ့ရင်တွေ့မယ်စီးပွားရေးလောကကြမှာတွေ့ရင်တွေ့မယ်အိမ်အောင်ကြကနီးမှာတွေ့ရင်တွေ့မယ်ကြီးကျက်တွေပါငယ်ကျက်အဆက်ကိုပြောရင်မိဘနှစ်ပါးညင်းမလားညင်းပါဗျာအဲ့ဒီလိုဆိုရင်ပြန်ပြောပါရင်ခွင်ပြောမျိုးငယ်ကျက်ဦးဆိုဖို့ခဲ့တာမိဘပါရင်ခွင်ပြောမျိုးငယ်ကျက်ဦးဆိုဖို့ခဲ့တာမိဘပါဒါဖြင့်သူတော်ကောင်းတို့ခဏညငယ်ကျက်ဦးကိုသိပြီပေါ့မဟုတ်ဆိုရင်ငယ်ကျက်မသိရင်ကြီးကျက်ကိုငယ်ကျက်လို့ပြောင်းပြန်ယူမနေဘူးလားယူနေကြမှာပေါ့အမေပေါ်မှာကျင်ကြီးတွေကျင်ငယ်တွေစောချခဲ့တာအကြိမ်ကြိမ်အမေစိတ်ဆိုးလားမဆိုးဘူးငယ်ကျက်ကိုဗျာနော်မိမိသားဝယ်လာတဲ့ကိတ်မုတ်ပေါင်မုတ်ခောက်ဆွဲအမေစားတော့အသားရဲ့ဝါပါပြီသမီးဝါပြီလို့တားမြင်လိုက်မယ်ထမေးကြည့်ပေါ့မိမိခောက်ဆွဲစားတာဝါပြီဆိုတော့အမေသမီးကိုချက်တာဝါလာဟင်းလို့မေးကြည့်နော်ရင်သွေးဟူကချစ်မဝဒီချစ်လို့မဝတာဟာသားသမီးကိုပဲမဝနိုင်တဲ့အချစ်ဆိုတာဘယ်သူပေါ်မှာလဲရင်သွေးဟူကချစ်မဝဒီမိဘတန်ထွာသားတကနဲ့တရားသက်ကဲလေခြင်းတွဲလေရောက်ရဲမထင်ဆုံးမဲ့ခြင်းလေရဲ့မဝဟုတ်အဲ့ဒါသူများလားငယ်ချစ်ပဲလားကျင်ကြီးတွေကျင်ငယ်တွေပါချတယ်အီးတွေပါချတယ်အမေစိတ်ဆိုးလားဆိုးဘူးအဲ့ဒါငယ်ကျက်အနောတာခံတယ်အနစ်နာတံသစ္စာခံနိုင်တယ်ကြီးကျက်ဖြစ်တဲ့ကိုမယားပေါ်မှာစောချဖို့နေနေတာသာမစင်လေးတစ်ဆက်သွားချကြည့်ပါလားပါထားရိုက်လို့နော်ရှင်ပါလဲစော်ကားတာလားနော်ကျုပ်ကိုနှိမ့်ဆက်တာလားဟာကြီးကျက်ဆိုတာကအနောတာမခံဘူးဒါကြောင့်မို့ကြီးမချစ်ရင်အစင်းချောင်းတွေထင်တာကြီးကျစ်ပဲဒဏ်ရာတွေရှိတယ်အစင်းချောင်းတွေထင်တယ်အမာရော့တွေရှိတယ်နော်အဲ့ဒါဘာချက်လဲငယ်ကျစ်ဥမာဒဏ်ရာရှိလားဒါကြောင့်ဦးဇင်းအရင်တစ်ခေါက်ကဒဏ်ရာမဲ့နှလုံးသားကိုဟောပြီးပြီနော်ဒါကြောင့်မို့ငယ်ကျစ်ဥဆိုတဲ့နှလုံးသားထဲမှာဘယ်တုန်းကမှဒဏ်ရာမရှိခဲ့ဘူးပါဘူးကြီးကျက်ကတော့လေသွားများစော့ချကြည့်တတွေးပဲထွေးကြည့်ပါထားရိုက်လို့ကြီးကျက်မှအစင်းချောင်းတွေမတွေ့ရဘူးလားတွေ့ရပါဘူးတန်ရာတွေမရှိဘူးလားဒါကြောင့်မို့ဦးဇင်းအရင်ဆုံးပြောပြခြင်းတာကငယ်ကျစ်ဦးဆိုတာဒုတသက်တာရင်ခွင်မှာပျော်မြူခဲ့တဲ့မိမိတို့ဖေတို့ရဲ့ရင်ခွင်မိဘနှစ်ပါးဟာငယ်ကျစ်ဦးပါလို့ပြောခြင်းပါတယ်မိဘနှစ်ပါးဟာဘာဦးလဲငယ်ကျစ်ဦးပါဗျာအဲ့ဒါကြောင့်မို့ပြောတာပေါ့တခါကြီးတို့ကိုတက္ကမကြီးကိုယုံပြီးချစ်ပြီးတော့လေအကုန်မဖွဲ့လိုက်နဲ့နော်တက္ကမကြီးကလည်းယုံပြီးတော့အကုန်မပုံလိုက်နဲ့နော်မလိုတဲ့တနေ့ငယ်ကြိုးငယ်နာဖော်ပြီးတော့ပြဿနာရှာဒုက္ခတွေပေးမှာဒါကြောင့်မို့ဘသူကိုပဲချစ်ချစ်မိဘလောက်မချစ်လိုက်နဲ့မိဘကိုချစ်တယ်လို့မချစ်ရဘူးနော်မိဘကိုငယ်ကြိုးငယ်နာပုံအောပြီးတော့အကုန်ပြောအကုန်ချက်ဘယ်တော့မှဒုက္ခမပေးဘူးဒါကြောင့်မို့မိဘရဲ့အချက်မှစိတ်ချရမယ်နော်ဘယ်သူတွေကိုဘယ်လိုပဲချစ်ချစ်မိဘလိုမချစ်ပါနဲ့ဘယ်သူလိုမချစ်ပါနဲ့မိဘလိုမချစ်ပါနဲ့ဘယ်သူတွေကကိုယ့်ကိုဘယ်လိုချစ်တယ်ဘယ်လောက်ချစ်တယ်အသေးလိုချစ်တယ်အသေးလိုချစ်တယ်အသေးပါအောင်ချစ်တယ်လို့ပြောမိဘလောက်မချစ်ဘူးဆိုတာယောဘယ်သူလောက်မချစ်ဘူးလဲဒါဖြင့်စိတ်ချရတဲ့အချစ်ဆိုတာမိမိရဲ့ရင်ထဲမှာဖြစ်မနေဘူးလားမိမိတို့ဖေတို့ရဲ့ရင်ထဲမှာဖြစ်တာစိတ်ချရတဲ့အချစ်မျိုးပါယုံလဲချက်ပုံလဲချက်ပါနော်ငယ်ချက်ကိုဗျာဘာချက်ကိုလဲပရိသတ်ကြီးပြောကြည့်ပါရင်မသွေးတဲ့ပေးဆက်မြတ်တာသစ္စာထတ်တို့မျက်နှိုးဂုံကြီးယုံကြည်တိုင်းဖွဲ့အနိုင်မဲ့မြတ်တာမိဘရဲ့ရင်ထဲမှာ
နော်ဒါဟာအနိုင်မဲ့တဲ့မေတ္တာတရားပုံချစ်ရမယ့်မေတ္တာတရားယုံချစ်ရမယ့်မေတ္တာတရားဟာမိဘနှစ်ပါးမှာပဲရှိတယ်နော်ကောင်လေးတွေကဘာမှမသိကောင်မလေးတွေကဘာမှမသိငါကောင်လေးကငါ့ကိုအသေးပအောင်ချစ်တယ်တဲ့ဆိုပြီးသွားမယုံလိုက်နဲ့အမေလောက်မချစ်ဘူးဆိုတာယုံနော်ငါကောင်မလေးကငါ့ကိုသိချစ်တယ်လို့နော်ယုံမနေနဲ့အမေလောက်မချစ်ဘူးဆိုတာကိုယုံနော်အဲ့ဒါကြောင့်မို့လို့သူတော်ကောင်းအပေါင်းတို့တဲ့နော်ခုတို့ဥစဉ်ဘာဖြစ်လို့ဒီစကားတွေကိုပြောရတယ်လဲဒီတရားမျိုးကိုရွေရွေဟောနေတယ်လဲဆိုရင်ဥစဉ်တွေးရမြင်ရတဲ့မိသားစုရဲ့ဘဝကိုကြည့်ရင်တချို့သားသမီးတွေကမိဘကိုမစာနာဘူးညီကိုမောင်နှမချင်းစာနာစိတ်မရှိဘူးနော်စေတနာအရေးမဟနိုင်ပဲနဲ့မိသားစုတွေထဲမှာငါတေးမှာစိတ်ဓာတ်တွေနဲ့နေကြတာဒီအိုနေခွင်နဲ့နော်ဦးနေပဲ့ထောင်နဲ့ကိုထင်ရကိုဆိုင်နေကြတယ်တအိမ်ထဲမှာတူနေအတူတူနေကြပေမဲ့လို့နော်မိဘကိုမျက်နှိုးချစ်ရကောင်းတန်ဖိုးထားရကောင်းမိသားစုစိတ်ဓာတ်မတွေးရဘူးလေနော်အဲ့တော့ဘလို့ဖြစ်နေလဲဆိုလို့ရှိရင်ဟောစီတဝက်ထည့်ထားတဲ့ပလိန်တွေကိုရေတဝက်ထည့်ကြည့်လိုက်သူအကန့်နဲ့သူကွဲပြားမနေဘူးလားကွဲပြားနေပါဗျာအဲ့ဒါပဲလေတခါကြီးတို့အိမ်တွေကိုကြည့်ညီကိုမောင်နှမကိုကြည့်မလားမိသားစုကိုကြည့်မလားသားအဖသားအမိကိုကြည့်မလားနော်တယောက်ကိုတယောက်ဂယုမဆိုင်မလေးမခတ်တန်ဖိုးထားရကောင်းမှမသိဘူးစိတ်ဓာတ်တွေကွဲပြားနေတာလေဒါမိသားစုတရားကိုမနာရလို့နော်အခုလိုမိသားစုတရားကိုနာကြားရပြီးတဲ့အခါမှာပဲလို့ဖြစ်သွားမယ်ခီရောတကီဘူတံဝိယနိုးနဲ့ရေပမာပလင်းလေးကိုနိုးတဝက်ထက်ပြီးတော့ရေတဝက်လောင်းထည့်လိုက်အဲ့ဒီထဲမှာနိုးရဲ့ရေရဲ့ခွဲလို့ရသေးလားပေါင်းစည်းခြင်းမရှိဘူးလားအဲ့ဒါလိုမိသားစုတို့ရဲ့ချစ်ခင်ကျင်နာမှုတရားတွေပေါင်းစည်းစေလို့တဲ့မိသားစုစိတ်ဓာတ်တွေပေါင်းစည်းစေလို့တဲ့အတွက်ကြောင့်ယခုလိုမိသားစုတရားကိုမဟောတဲ့ဘူးလားဟောမိသားစုဆိုတာနိုးနဲ့ရေနော်စီနဲ့ရေလို့ကွဲနေလို့ဖြစ်မလားမဖြစ်ဘူးလေဒါကြောင့်မို့သူတော်ကောင်းအပေါင်းတို့ခဏဟောကြားတဲ့တရားကတော့မိကောင်းဖခင်ပါဘာကောင်းဖခင်လဲမိကောင်းဖခင်နော်အိုးညနေကြတော့သမီးလုပ်တဲ့လူကနော်အမေနိုဘိုးဆိုတဲ့ဗီဒီယိုခွေလေးငားလာတယ်ညဥပိုင်းထမင်းစားပြီးတဲ့အခါကျတော့အိမ်မှာဗီဒီယိုခွေထိုးကြည့်တယ်ဟာအမေရဲ့အနှစ်သာခန္ဓာအမေအနော်တာခန္ဓာတွေနော်အကယ်ဒမီရအောင်ရိုက်ပြထားတာပဲအမေဂုံပုတ်တွေအများကြီးထည့်ထားတယ်ဇာကားတွေကိုကြည့်ရင်အမေကျေးဇူးပဲအဖေကျေးဇူးမတွေ့ရသလောက်ပဲဦးဇင်းတို့ဘုန်းကြီးတွေဟောရင်လည်းအမေကျေးဇူးပဲအဖေမပါဘူးနော်အဲ့ဒီတော့အိမ်တအိမ်မှာအဖေဆိုတာလကားလူကြီးကိုဖြစ်နေရောအရေးမပါအရာမရောက်သလိုနော်ကလေးတွေကလည်းပဲတန်ဖိုးမရှိအမေအမေမအမေအဖေကိုချစ်ရကောင်းမှမသိဘူးလေနော်အဲ့ဒီတော့သူတို့အမေနို့ဖို့ကြည့်တော့အဖေကတအောက်တော့ကြည်သေးတယ်နောက်တော့တစ်ဖက်သားကြီးဖြစ်နေတော့အဖေမခံစားနိုင်ဘူးအဲ့ဒါနဲ့အဖေကထသွားတယ်အိယာတဲ့ဝင်အိတ်နေတယ်တက္ကမကြီးမေးငေါ့တယ်ကြည်ဥပုတ်တယ်ဗောနော်အမေကိုဥပုတ်နေတယ်ဗောအဖေကအဲ့ဒါနဲ့မနေ့စောစောမနေ့ထမင်းဝိုင်းမှာလဲစုံရောအဖေဘာဖြစ်လို့လဲညာသမီးကမေးတယ်အဖေဘာဖြစ်လို့လဲဇာကားဘာလို့ဆုံးအောင်မကြည့်တာလဲဟာနော်အေးဒီမှာငါသားသမီးတို့အဖေပြောမယ်နော်ရုပ်ရှင်ဇာကားတွေကလည်းအကယ်ဒမီရဖို့အမေကြီးပဲရိုက်ချသွားတယ်ဘုန်းကြီးတွေကဟောလိုက်ရင်လည်းအမေပဲနော်အဲ့တော့ငါတို့အဖေကအသက်နဲ့အသွေးနဲ့ချွေးနဲ့ရေးပြီးတော့ဒီမိသားစုကိုတိဆောက်ထားတာဖခင်ပဲဘယ်နေရာမှာမှငါတို့မှနေရာမရှိဘူးလေဒါကြောင့်မို့ငါတို့ကအပေခံဘဝနဲ့နေရတာမို့ဒီဇာကားမျိုးကိုလည်းငါတို့ဒိတ်ပင်မဲ့တာမို့မကြည့်ချင်ဘူးတကယ်ဆိုရင်မြတ်တာချင်းရှိရမယ်အမေမှာကျေးဇူးရှိတယ်အဖေမှာရောကျေးဇူးမရှိဘူးလားရှိပါတယ်ဗျာဒါကြောင့်မို့ခနေ့ဦးဇင်းကအဖေကိုကျေးဇူးစကျင်လို့အမေကျေးဇူးဟောခဲ့ပြီးပြီနော်တန်ရမဲ့နှလုံးသားမှာဟောခဲ့ပြီးပြီ
မြင်ရင်မကြခင်သိစေခြင်းမှာလဲဟောခဲ့ပြီးပြီနော်တိတာရေးစင်မှာလဲဟောခဲ့ပြီးပြီရွှေမြင့်မှုပြိုလီမဆိုတဲ့တရားကိုလဲဟောခဲ့ဘူးပြီနော်အဲ့တော့အခုအဖေအကြောင်းလေးကိုတစ်ခါဟောကြည့်မယ်နော်အဲ့ဒီတော့ဒီမှာငါသားတဲ့နော်မင်းတို့အမေသာကောင်းခဲ့မယ်ဆိုရင်သားသမီးတွေကငါ့ကိုဖျားတဆူကူတစ်လုံးလိုချက်လိုက်မယ်ဟာနော်မင်းတို့အမေကလေအမေကျေးဇူးကိုပဲနော်တကယ်ကြတော့ကလေးတွေဆိုတာအမေနဲ့လက်ပေါ်တတိနေရတာလေမိုးလင်းလာရင်အဖေကထမင်းချမ်းစားအလုပ်ထဲသွားမိုးချုံမှပြန်သားသမီးတွေနဲ့လက်ပေါ်တတိမနေရဘူးနေရတာအမေအဲ့တော့အမေလှုပ်တဲ့လူကအဖေဂုံပုတ်တွေကိုပြောပေးရမယ်နော်ဘယ်လိုပြောရမလဲဒီမှာငါသားတို့သမီးတို့နော်အခုသားတို့သူတို့မပူမပင်စားနေရတဲ့အခုထမင်းလှုပ်တွေဟာသားတို့သမီးတို့အဖေရဲ့ချွေးဆက်တွေပါနော်ဘသူချွေးဆက်တွေလဲအခုစားနေရတဲ့ထမင်းတွေဟာနေတိုင်းစားနေရတာဘသူချွေးဆက်တွေလဲဩဖေရဲ့ချွေးဆက်တွေသားတို့ဟောဒီအိမ်ကြီးပေါ်မှာမိုးလုံလုံလေလုံလုံနဲ့ဒီတိုက်ဒီအိမ်ကြီးပေါ်မှာနေနိုင်တာသားတို့သမီးတို့အဖေရဲ့ချွေးဆက်တွေဘသူချွေးဆက်တွေလဲအမေလှုပ်တဲ့လူကအဟောဝတ္တပြောပြဖို့ရန်မသက်ဘူးလားသက်တာပေါ့နော်ဒါနေရတာလေသားတို့သမီးတို့အဖေရဲ့ကျေးဇူးတရားတွေပဲအခုသားတို့သမီးတို့ပညာသင်နေရတယ်ဒီပညာသင်စရိတ်တွေအားလုံးကအဖေရှာခဲ့တယ်ဒါကြောင့်သားတို့အဖေရဲ့ကျေးဇူးသမီးတို့အဖေရဲ့ကျေးဇူးကြောင့်ဒီလိုပညာတွေသင်ကြားရတာလူအောင်မကြဘဲနဲ့နေနိုင်တာသားရဲ့အဖေတို့ရဲ့သမီးတို့အဖေရဲ့ကျေးဇူးချွေးဆက်တွေကြောင့်လို့နော်အမေမှာနှုတ်ဖို့ရှိတယ်လို့အဖေမှာချွေးဖို့ရှိတယ်လို့အမေလှုပ်တဲ့လူကကောင်းမော်စွာပြောပြခဲ့မယ်ဆိုရင်အဲ့ဒီသားသမီးတွေကအဖေကျေးဇူးကိုသိ၍အဖေကိုကောအမေကိုချစ်တယ်လို့အဖေကိုကောမခင်ပါလားခင်ပါလားအမေမိကောင်းဖခင်ဆိုတာအမိမကောင်းလို့ပြောတာမဟုတ်ဘူးနော်အမေကကောင်းမော်စွာပြောပြခဲ့မယ်ဆိုရင်အဲ့ဒီသားသမီးတွေကအဖေကိုခင်တယ်အဖေကိုဒါကြောင့်မိကောင်းလို့ဖခင်မိကောင်းမှအမေကအဖေရဲ့ကျေးဇူးနဲ့ချွေးစစ်ရဲ့အကြောင်းကိုကောင်းမော်စွာပြောပြခဲ့မယ်ဆိုရင်ဒီသားသမီးတွေကအဖေကိုမခင်ပါလားခင်ပါလားကဲဒါကြောင့်မို့ပြောကြည့်ပါမိကောင်းဖခင်ကျေးဇူးရှင်သိမြင်စေဖို့ပါမပူမပင်စားနေသည်ဖခင်ကြတဲ့ချွေးဆက်ပါမပူမပင်မဲနဲ့စားနေရတာဝတ်နေရတာနေရတာသုံးဆွဲနေရတာပညာသင်ကြားနေရတာဟောဒီမှာနေရာမှာချိတ်ထားတဲ့ဘွဲ့ဓာတ်ပုံတွေကအဖေချွေးရဲ့မတ်ပုံတင်ထားတဲ့သင်္ကေတမစိုးနိုင်ဘူးလားဒါကြောင့်မပူမပင်စားရတယ်နေရတယ်သင်ကြားနေရတာဟာအဖေချွေးဆက်တွေဘသူချွေးဆက်တွေလဲဒါကြောင့်ပြန်ပြောကြည့်အောင်ပါမပူမပင်စားနေသည်ဖခင်ကြတဲ့ချွေးဆက်ပါမပူမပင်စားနေသည်စားနေသည်စားရည်နေရည်သင်ကြားရည်သဘောပါလားပြန်ပြောပါမပူမပင်စားနေသည်ဖခင်ကြတဲ့ချွေးဆက်ပါမိကောင်းဖခင်ကျေးဇူးရှင်သိမြင်နိုင်ဖို့ပါမိကောင်းဖခင်ကျေးဇူးရှင်သိမြင်နိုင်ဖို့ပါအမေမှာနှုတ်ဖို့ရှိတယ်အဖေမှာလည်းချွေးဖို့ရှိတယ်နော်အမေတို့ကိုတက္ကကြီးတို့တက္ကမကြီးတို့ဦးဇင်းတို့နော်တနေ့ခွဲလောက်တော့စိုးကြတာပဲနော်အများဆုံး2နှစ်မကျော်ပါဘူးဒါလောက်စိုးခဲ့တယ်နော်အဲ့ဒီအမေနိုဘိုတနေ့ခွဲစိုးခဲ့တာစမကုံဘူးလို့ဗီဒီယိုခွေတွေဇာကားတွေဘုန်းကြီးတွေပြောလိုက်တာရေးလိုက်တဲ့စာတွေနော်တနေ့ခွဲတော့စမကုံဘူးနော်အဖေချွေးဘိုးကိုကြည်လိုက်ကြစမ်းပါဟာဟိုးပဋိသန္ဓေသားလေးတွေကနေပြီးတော့ချစ်ကြိုးတွေကနေရိတ်ခါပိုးနေတာအဖေချွေးမှန်ပါဗျာ
မဟုတ်ဘူးလို့ညင်းနိုင်သလားနော်ကိုလူလောကတဲ့ကိုရောက်လာလို့အရင်ဆုံးထွေးပွေးလိုက်တဲ့အနီးလေးဟာအဖေရဲ့ချွေးဆက်ပါမဟုတ်ဘူးလားဟုတ်ပါရဲ့နော်အဲ့ဒါလို့ပဋိသန္ဓေဘဝကနေပြီးတော့တစ်သက်လုံးနှစ်ပေါင်းအစိတ်30အဖေအိမ်မိအိမ်မှာနေပြီးစားခဲ့ကြတာဝတ်ခဲ့ကြတာသင်ခဲ့ကြတာနှစ်ပေါင်း30ဆိုတာအနည်းဆုံးပဲအိမ်အောင်ခွဲရင်တော့အမေပွေးလိုက်သေးတယ်ကျွဲတရှင်နွားတရှင်အိမ်တလုံးချမ်းတကွဲနိုင်တလောက်တော့ပေးကြတာကြီးပဲဒါဖြင့်အဖေချွေးဆက်ကတစ်သက်လုံးဆိုရင်လွဲပါမလားလွဲပါဘူးဗျာဩအမေနိုးဘိုးဟာတနေ့ခွဲတောင်မှစမကုန်ဘူးဆိုရင်တစ်သက်လုံးသုံးဆွဲခဲ့တဲ့အဖေရဲ့ချွေးဆက်တွေတစ်သက်လုံးတောက်သုံးခဲ့တဲ့အဖေရဲ့ချွေးဆက်တွေစက်ကုန်နိုင်စရာအကြောင်းရှိသေးလားရှိပါဘူးဗျာဩဒါကြောင့်မို့အမေမှာနိုးဖို့ရှိတယ်လို့အဖေမှာလည်းချွေးဖို့ဆိုတာရှိမနေဘူးလားရှိပါဘူးအဲ့ဒီအကြောင်းတွေကိုလက်ပေါ်တတိနေရတဲ့အမေလှုပ်တဲ့လူကကောင်းမွန်စွာပြောခဲ့မယ်ဆိုရင်ဒီသားသမီးတွေကအဖေကိုထော်လော်ကလလုံးမယ်မထင်ပါဘူးနော်ချစ်ခင်ကျင်နာစိတ်တွေအိုးငါတို့အတွက်အဖေဟာလေမိုးရွာထဲမှာရှာရတယ်နေပူထဲမှာရှာရတယ်နင်းတော်ထဲမှာတိုးရတာပဲလို့အဖေရဲ့ချွေးဆက်တွေကိုသိမြင်လာမယ်ဆိုလို့ရှိရင်မြေရီကြအောင်ချစ်တယ်။ဘာကြအောင်ချစ်တယ်လဲ။အဲ့ဒီအကြောင်းကိုဘယ်သူကကောင်းမွန်စွာပြောရမလဲ။ဒါမှမိသားစုနော်အမေကောင်းမွန်စွာပြောမှကလေးတွေသိမယ်။အဲ့ဒီကလေးတွေကအဖေကိုချစ်မယ်။နော်မဟုတ်ဆိုရင်လေအကုန်လုံးဟာအမေပဲအဖေဆိုတာအိမ်မှာနေရမရှိတော့ဘူးအလူဘိုကြီးလိုအလကားလိုဖြစ်မနေဘူးလားအဲ့တော့သားသမီးတွေကမလေးမခထွန်လောကလတ်တွေလှုပ်တာသူ့အမေမအမေဖြစ်မနေဘူးလားမညီမျှဘူးနော်အဖေရင်ကြိုးရတယ်လေအဖေရင်နာရတယ်နောက်ဆုံးစိတ်ကုန်တယ်တော်ပြီကွာဘုန်းကြီးပဲဝတ်တော့မယ်ဟောနော်အဲ့ဒါလို့ရင်နာလွန်းလို့ပါအဖေကိုနေရမပေးခဲ့တာလေသားသမီးတွေရဲ့စိတ်ထဲမှာနေရမရခဲ့တာကအဖေပါနော်တစ်သက်လုံးကျွေးလို့နွားလို့ကုံယုံကျွေးခဲ့ရသူပါနော်အဲ့ဒါကြောင့်မို့အဖေဟာဘယ်လိုခံစားနေရမယ်အဖေဘယ်လောက်ခံစားနေရဆိုတာမသိဘဲနဲ့နော်အမေကျေးဇူးတစ်ခုတည်းကိုသိနေကြမယ်ဆိုရင်အဖေရင်ကွဲမတတ်ခံစားရတယ်ရင်ကွဲမတတ်ခံစားနေရတာသူများလားအဖေလားအိမ်အောင်စုကြီးလူခရီးမှာဇနီးမယားသမီးသားကိုကြီးပွားစေမှုဂရုပြုသူသူများလားအဖေလားလောရစနဲ့စံပြဖြစ်သူအနဲ့နာဒံသက်စာခံသူတာဝန်ဟုပြီးအစဉ်တည်သူမိမိဖန်တီးအိမ်အောင်ကြီးကိုမိလိုမပြိုးထီလိုမိုးသူဆိုတာပိတုတော်ငါတို့ရဲ့အနန္တဂုံအင်းကျေးဇူးရှင်ဖခင်ကြီးပါပဲရဲ့လို့ဗန္တိတာပညာရှိသူတော်ကောင်းတို့သည်ဩဝါဒတိကောင်းစွာမဲ့သွေမိကြတော်မူခဲ့ပါပေတည်းနော်ဒီလိုဆိုရင်တို့မိသားစုတွေအခုအဖေပေါ်မှာကောနားလည်မှုရမလားဘူးလားရပါပါဗျာအဖေချွေးကတစ်သက်လုံးတော့မှန်ပါဗျာအေးအမေကိုချက်တလားအဖေကိုမျက်နှိုးရမယ်ဆိုတာမသေးချဘူးလားသိပါပါဗျာသူစင်ကိုပြောတယ်လေရှင်ဘုရားတို့ဘုန်းကြီးတွေကလည်းဟောလိုက်ရင်တဲ့အမေကြီးစုဒီတို့အဖေကလကားကောင်နေကြနေတာပဲတဲ့ရေမူကြီးကပြောတာဗျာအဲ့ဒါနဲ့ဦးဇင်းအဂုဏကဗျာလေးကိုထားရောပြီးတော့အဖေကုံကိုဟောရတာအိမ်အောင်စုကြီးလူခရီးမှာဇနီးမယားသမီးသားကိုကြီးပွားစေမှုဂရုပြုသူဘာတူလဲကြီးပွားစေမှုဂရုပြုသူလူမှုနောင်ရိပ်ပေးသူဘာတူလဲလောရစနဲ့စံပြဖြစ်သူဘာတူလဲအနဲ့နာဒံသက်စာခံသူဘာတူလဲမိမိဖန်တီးအိမ်တော်ကြီးကိုမီးလိုမပြိုထီလိုမို့သူဘယ်သူပါလဲအရေးမကြည့်ဘူးလားအရာမရောက်ဘူးလားဩဒါကြောင့်မို့မိဘဆိုတာနော်
ဗျမာတိမာတာပိတရောပုပ္ပါစရိယတိသဝုစရိအာဟုနေဟာသာဗုဒ္ဓနာပဇာယအနုကံပကအလူကံပုဂ္ဂိုလ်ထူလက်ဦးတဲ့မြတ်ဆရာထက်ကောင်းခင်ဗြဟ္မာမျိုးတိုးလို့မှတ်ပါနော်အမေတို့ဖေတို့ဆိုတာနော်ငါးမိရပြည်ရွှေဖို့အဲ့ဒါလိုမျိုးပေါ့သုံးမိရငါတို့ရဲ့မိဘကဘယ်နှမိရလဲနော်နံပါတ်1အလူကံပုဂ္ဂိုလ်ထူနံပါတ်1ဘာပုဂ္ဂိုလ်ထူနံပါတ်2ကလက်ဦးဆရာနံပါတ်2ကနံပါတ်3ကဗြဟ္မာနံပါတ်3ကတမ်းမဲ့ဘယ်နှမျိုးရှိလဲအလူကံပုဂ္ဂိုလ်ထူလက်ဦးတဲ့မြတ်ဆရာထက်ကောင်းခင်ဗြဟ္မာမျိုးတိုးလို့မှတ်ပါထိုသူဟာဘယ်မှရှိညာတခြားမောင်မရှာနဲ့တခြားမဲမရှာနဲ့နောင်အခါပူဇော်ရမယ်မိဘနာပါအိမ်ဥခမ်းမှာရှိမနေဘူးလားရှိပါဗျာနံပါတ်1အလူကံပုဂ္ဂိုလ်ထူတဲ့မိဘဟာဘာပုဂ္ဂိုလ်ထူလဲလူကံပုဂ္ဂိုလ်ထူအိမ်ဥခမ်းမှာရှိတယ်နော်မှန်ပါဗျာဟိုးဖြူးဆရာတော်ကြီးပြောသလိုပြောရရင်ကွာတဲ့မင်းတို့မင်းတို့ကကွာတဲ့မင်းတို့ကိုမွေးထားတာငါတို့ဘုန်းကြီးမွေးထားတာမဟုတ်ဘူးတဲ့မင်းတို့အသက်တွေဘဝတွေကိုငါတို့မပေးနိုင်ဘူးမင်းတို့ကိုဘယ်သူမှမပေးနိုင်တဲ့အသက်နဲ့ဘဝကိုမွေးပေးခဲ့တာမိဘနှစ်ပါးအဲ့ဒီတော့မင်းတို့ကထက်ကနေဆိုမွေးနေ့ဆွမ်းကြကြီးဆွဲဘုန်းကြီးเจ้าကိုပြေးအမေကျော်ဒွေးတော်လွမ်းတာပဲအမေကျော်ကိုကိုအသက်ပေးတာအမေဘဝပေးတာလေအေးဒီအမေဒီအဖေကိုအရင်ဆုံးမကြွေးပဲနဲ့เจ้าတော်ကိုဂျိုက်ဆွဲလာခဲ့မယ်ဆိုရင်အမေကျော်ဒွေးတော်လွမ်းခဲ့ပြီအမေကျော်တတင်းကျော်ရင်လေအမေကိုပစိုးလေးနဲ့အဖေကိုပစိုးလေးနဲ့ကြောဖို့အရင်မလုပ်ဘူးမိုက်ကြီးကင်ပြီးတော့ကျွန်တော်တို့ဝါဆိုသင်္ကန်းကထိန်သင်္ကန်းကမလို့ပါဗျထဲကြပါလူကြပါသူတို့လုံနေတယ်သူအမေကိုပစိုးနဲ့ကြောဖို့သူမလုပ်သေးဘူးအဲ့ဒါလို့ဆိုရင်အမေကျော်မိဘကိုလှအောင်စင်ဝါအောင်ကျွေးလှအောင်စင်မွေးဖူးကျွေးဖူးကျေးဇူးရှင်မွေးဖူးခဲ့တဲ့ကျွေးဖူးခဲ့တဲ့ကျေးဇူးရှင်သူများလားမိဘနှစ်ပါးလားအဲ့ဒါကိုအရင်မလုပ်ဖဲနဲ့လေကျွန်တော်တို့ကထိန်သင်္ကန်းကမလို့ပါခမရထဲကြပါလူကြပါနဲ့သူနိုးစော်နေလိုက်တာကျွန်တော်တို့အမေကိုလှုပ်ကြမယ်ဗျာလို့တယောက်မှမအော်တန်မကြဘူးနော်ကျွန်တော်တို့သတင်းကြောပြီဗျာကျွန်တော်တို့ရက်ွက်မှာတေကြီးပူဇော်ပေးတွေမိဘတွေကိုကြောကြမယ်ဗျာလို့အော်တာရှားတယ်နော်ဒါဆိုရင်အမေကျော်အလူကံပုဂ္ဂိုလ်တို့အိမ်ဥခမ်းမှာရှိတယ်လေအများပြောလားဖယားဟောလားနော်အာဟုနေယသာဗုဒ္ဓနာပဇာယအနုကံပကတဲ့နော်အဝေါ်အစာရွှေငွေများနဲ့အခြားလူဘွယ်အသွဲသွဲကိုတကယ်ထိုက်တန်မြင့်မြတ်သောအလူကံပုဂ္ဂိုလ်တို့ပါပဲရဲ့လို့တေတေတို့ကောင်းစွာမဲ့သွေဟောကြားတော်မူအပ်ပါပေတည်းအေးဒါကြောင့်သူတော်ကောင်းတို့ကိုမိဘနှစ်ပါးဟာတာမန်ပုဂ္ဂိုလ်လားအလူကံပုဂ္ဂိုလ်ထူလားအရင်ဆုံးလူရမှာနော်နောက်တစ်ခါလက်ဦးဆရာတဲ့ဧဝခာတာဧဝနိတိတာဧဝကေသပါပိနာနိဝရင်တိကာလျာနိနိရောဇင်တိဒါမလုံးနဲ့ဒါလိုရမယ်ဒီလိုသွားရမယ်ဒီလိုစားရမယ်လို့ဥဥဖြားဖြားအစုံအမတွေကိုပေးတဲ့လက်ဦးဆရာကသူများလားမိဘနှစ်ပါးလားမိဘနှစ်ပါးနောက်တခါတဲ့နတ်ဒေဝတာဗြဟ္မာမင်းကြီးပါတဲ့အိမ်ဥနတ်ဘာနတ်လဲအိမ်ဥနတ်ဆိုတာမိဘနှစ်ပါးအိမ်ဥနတ်ဆိုတာမိဘနှစ်ပါးသူတော်ကောင်းတို့ဟုတ်ကောဟုတ်ရဲ့လားဟုတ်ရင်မိဘကိုကြွေးလေမိဘကိုကြော့လေပေးလေ
အခုအိမ်ဦးနတ်ကိုမကြော့ပဲနဲ့ဘာဟိုအရက်တော့တဲ့တကာကြီးကိုပလင်းကြီးဆက်လို့ဓာကြီးနှချောင်းထောင်လို့နော်ဖယားဟောတဲ့အိမ်ဦးနတ်တကာကြီးတို့လုံနေတာကတခြားစီပဲနော်ဟိုအရက်တော့တဲ့တကာကြီးပလင်းကြီးထောင်လို့နော်အဲ့ဒါအိမ်ဦးနတ်ဟုတ်လို့လားဟုတ်ပါဘူးဗျာဩဒါကြောင့်မို့သူတော်ကောင်းတို့နော်အိမ်ဦးနတ်ဆိုတဲ့မိအိမ်ဦးနတ်ဆိုတာမိဘနှစ်ပါးပါမိဘကိုကြော့ဟိုအရက်တော့တဲ့လူကိုကြော့ဖို့လိုသလားမလိုပါဘူးဗျာဟိုဓာတိုင်းကားမဲ့လူကိုကြော့ဖို့လိုလားမလိုပါဘူးဗျာဟိုဘယ်ဥစားတဲ့လူတွေရောစုံနေတာပဲခမည်းတော်ဖျားစဉ်မှာလွဲနေပြီအိမ်ဦးနတ်ပြောက်ပြီးတော့ဥအိမ်နတ်တွေရောက်နေတာနော်အိမ်ဦးနတ်ကိုပြောက်လို့အခုတွေ့ပြီလားအိမ်ဦးနတ်တွေ့ပါပြီဗျာတည်င်းကြောရင်အိမ်ဦးနတ်ကိုကြော့ဖြစ်အောင်ကြော့နော်မှန်ပါဗျာနေ့တိုင်းလဲလှုပ်ကြွေးနော်မှန်ပါဗျာအေးအခုတော့ဥအိမ်နတ်တွေကိုအရက်ပလင်းကြီးတွေထောင်လို့ကိုတော်မတော့ဘူး तू ကတောက်နေတယ်အရက်တောက်တဲ့လူနဲ့မတောက်တဲ့လူဘယ်သူကအစစ်မြင့်လဲအေးကိုလောက်အစစ်တမ်းမရှိတဲ့လူကိုထက်တွဲနေလိုက်တာအဲ့ဒါကြောင့်မို့လို့သူတော်ကောင်းအပေါင်းတို့အလူကံပုဂ္ဂိုလ်ထူလေဥတဲ့မြတ်ဆရာထက်ကောင်းခင်မြမမျိုးတိုးလိုမှတ်ပါထိုသူဟာဘယ်မှာရှိညာတခြားမောင်မရှာနဲ့နောင်အခါပူဇော်ရမယ်မိဘနှစ်ပါးနောင်အခါပူဇော်ရမှာဘယ်သူပါလဲမိဘနှစ်ပါးပါဗျာနော်ဒါကြောင့်သူတော်ကောင်းတို့မာတရီပိတရီစာပိအထောစေဓမ္မိပါတရီမာတရီပိတရီစာပိမြတ်စွာဘုရားကပြောတယ်လေနော်ငါမှာတဲ့အမေမရှိရင်တိဋ္ဌထာဆိုတဲ့မင်းသားဖြစ်နိုင်မလားမဖြစ်နိုင်ပါဘူးဗျာဒါဖြင့်အမေကြောင့်တိဋ္ဌထမင်းသားဖြစ်လာတယ်တိဋ္ဌထမင်းသားရှိလို့လေဘုရားအလောင်းတောထွက်ပြီးတော့မြတ်စွာဘုရားပွက်လာခဲ့တယ်သူများကြောက်လားအမေကြောက်လားအမေကြောက်ပါဗျာကျေးဇူးတရားနဲ့နိုင်စင်လိုက်မယ်တန်းစီလိုက်မယ်ဆိုရင်အမေဟာနံပါတ်1အမေဟာဘယ်လောက်လဲနံပါတ်1ပါဗျာနံပါတ်1အဖေဟာနံပါတ်2အဖေဟာနံပါတ်2ပါဗျာဟိုးငါဖယားကနံပါတ်3ငါဖယားကနံပါတ်4ပါဗျာနံပါတ်4ကငါတပည့်သားတန်ဃာတွေကျေးဇူးတရားနဲ့တန်းစီတာလေဒါဖြင့်မိဘဟာနံပါတ်1မှာရှိမနေဘူးလားရှိနေပါတယ်ဗျာပြောတာပဲဥစဉ်မြို့သွားတဲ့ခါကျတော့အမေထမင်းချက်ထားအောင်အမေဟိုချင်းတောင်းတဲ့အဝတ်တွေလျှော်ထားလိုက်နော်အမေနော်မိဘူးတွေတိုက်ထားနော်လျှော်ပြီးရင်လေအမေဖနှက်ဆရာဖနှက်တွေကိုခါထားလိုက်နော်အိုးဖယားကတော့ထိတ်ဆုံးမှာထားတယ်တို့ကတော့အစေခံလုပ်နေတယ်မိဘတွေကိုကြေးကြုံတဲ့ဘွယ်ခိုင်းစေနေတာတွေမရှိဘူးလားရှိပါတယ်ဗျာအိုးနော်ဒါကြောင့်မို့သူတော်ကောင်းအပေါင်းတို့မာတရီပိတရီစာပိယောသမပတိပိစတိတတဂတောဝတံဗုဒ္ဓအထာဝတတသာဝကအမေအားထိတ်ဆုံးမှရှိတယ်အစီကအစစ်မှထားလို့တော်ပါမလားမတော်ပါဘူးဗျာနော်အခုခေတ်ကလေပကံကွဲဇွန်မဲရတဲ့ရောင်မတို့ချုပ်အင်းကြီးဖာအထေးရဲ့နဲ့ကြီးဆဲစားဖို့သားသမီးရဲ့နဲ့မိများကတငုံငိုသေးဆိုလို့ခါမရွှဲတိုးခလေးကိုတေးဆိုလို့သိရတဲ့ကွယ်မိအိမ်ကပဲဟောအမေခါမသေးတွေဆိုနေတယ်အမေခလေးကြည့်ထားလိုက်နော်တဲ့မိဘကိုဘာခိုင်းနေတာလဲကလေးထိန်ခိုင်းနေတယ်အစေခံကြုံမကြီးဖြစ်မနေဘူးလားဩဒါကြောင့်မို့လို့သူတော်ကောင်းအပေါင်းတို့မိဘဆိုတာထိတ်ဆုံးမှာမိဘကိုဘယ်မှာထားရမှာလဲနော်ဒါကြောင့်သားတို့မင်းတို့ကတော့ကွာအမေဇကားကြီးကြီးပြီးတော့မင်းတို့ပြောနေမှာပေါ့ငါမပြောနိုင်ဘူးနော်ဟောဒီအိမ်ကြီးကငါရဲ့ချွေးဆက်တွေနော်ဒီမှာငါသားအဖေပြောမယ်နော်မိနဲ့ငါအိမ်ထောင်ကြကြတဲ့ကငါတို့နှစ်ယောက်ဟာနော်ကဘာဥစားကအာဒံဧဝလိုပဲနှစ်ယောက်တည်းဒီကဘာလောကထဲမှာချက်လိုက်ကြတာတုံလို့ကွာအဲ့ဒီတော့မိဘိုက်တဲကိုမင်းတို့ရောက်လာတဲ့အချိန်မှာငါနောက်တလန်းဆုပ်လိုက်ရတယ်
မင်းမေစီကမေတ္တာအကျဉ်းသားတွေငါမရတော့ဘူးမင်းတို့ကိုခွဲတန်းပေးလိုက်ရတယ်ဒါပေမဲ့ငါဥမတိုခဲ့ပါဘူးဟာကြည်တစ်ချိန်ကသူတို့ตายရခဲ့တဲ့မိသားစုနဲ့အခုသားသမီးတွေရောက်လာတော့အဖေကနောက်တလမ်းမဆုတ်ရဘူးလားဆုတ်ပါပါဗျာဝမ်းမနေခဲ့ပါဘူးဥမတိုခဲ့ပါဘူးသားရဲ့အဖေကျင့်တတ်ခဲ့ပါတယ်ဟာသူ့အချက်ကိုယူသွားခဲ့တယ်လေခွဲတန်းတွေကိုနောက်သားတို့အရွယ်ရောက်လာတဲ့ခါကျတော့အိုးဒီအိမ်ကြီးပေါ်မှာအကြီးကောင်လှုပ်တဲ့လူကဂရင်မော်တက်ပြီးတော့တဏ္ဍပြက်တန်းအောက်ကတူတူပုံတန်းဟိုကလေးမလေးကဟိုပကံဒီအကွက်အကုန်ဆော့ဒီအိမ်တအိမ်လုံးမှာမင်းတို့မဆော့ကစားခဲ့ဘူးတဲ့ပစ္စည်းရလို့မရှိခဲ့ဘူးရှိလားရှိပါဘူးဗျာအဲ့တော့ကွာငါသားသမီးတွေရဲ့ဆော့ကစားတာကြီးပြီးတော့ငါတို့အိမ်ကအဲ့ဒီအချိန်မှလေအဖေချွေးနဲ့စောက်ထားတဲ့ဒီအိမ်ကြီးဟာမင်းတို့ပြောတော့အမေအိမ်နဲ့မင်းတို့ပြောတော့အမေအိမ်ပါဗျာဘသူချွေးနဲ့စောက်ထားလဲသားရဲ့သမီးတို့အယံမျက်နှာလိုက်တယ်နော်အဖေချွေးနဲ့စောက်ထားတဲ့အိမ်ကိုသူတို့ပြောတယ်အမေအိမ်တဲ့ခေါ်ကြတာအဖေအိမ်ခေါ်တဲ့လူရှိလို့လားရှိပါဘူးဗျာအမေအိမ်ပဲသားလည်းအမေအိမ်ပဲသမီးကလည်းအမေအိမ်ပဲအဲ့တော့မင်းတို့သိမျက်နှာလိုက်လုံးနေကွာအဖေချွေးနဲ့စောက်ထားတာပါသားရဲ့ပြောတာဟောမှလှဲ့မကြည့်ကျင်ဘူးအဲ့ဒီအိမ်ကြီးပေါ်မှာမင်းတို့မဆော့ကစားခဲ့ဘူးတဲ့အရာမရှိဘူးဒါကြောင့်အဖေချွေးနဲ့စောက်ထားတဲ့ဒီအိမ်ကြီးဟာကြည်စမ်းကစားကွင်းကြီးဖြစ်ခဲ့ရတယ်နော်ပထမဆုံးအေဒင်ဥယျာဉ်အခုကစားကွင်းအဖြစ်ပြောင်းသွားပြီကလေးတွေကလေးအောင်မတူတူပုံလို့ကလေးပေါ်မှာဒဝုံတိုင်းတနတ်ပြစ်လို့ဂျွန်းထိုးလို့နော်ဥပုပ်ခွက်တွေနဲ့အိမ်လုံးမှာပြတ်ကျဲနေအောင်ဆော့ကစားတဲ့ကစားကွင်းကြီးနဲ့တူးမနေဘူးလားသူများလားအဖေအိမ်လားအဖေအိမ်ပါဗျာအိုးတော်သေးတာပေါ့အဖေအိမ်မှန်းသိမဟုတ်ဆိုရင်တစ်ဖက်ခုတ်ပြီးတော့အမေအိမ်အမေအိမ်အမေဦးမပုတ်ဟာဘူးနော်အမေနဲ့အဖေကတကိုင်းနေမို့လားအခုကလေခက်စားနေတာကအမေကြီးပဲမို့အဖေကြီးကြောင်ကတ်နေလို့ဦးစင်းကအဖေကိုပူဇော်နေတာသဘောပါရဲ့လားတချို့ကလေးတွေကအဖေတန်ဖို့မသိတော့လေအဖေကိုမိဘကျေးဇူးအထူးထူးကိုတူတူငေါငေါထော်လောကလမခမလေးရေသွမ်းသွေးတယ်မလေးမခလုပ်တယ်အဖေကိုနော်ဒါကြောင့်အခုအဖေဂုံဖို့အဖေကျေးဇူးတွေကိုမပြောရဘူးလားပြောပါဗျာဒီလိုနေပဲသားရဲ့တဲ့နော်သားတို့လေအရွယ်ရောက်လာတော့အဖေကကြောင်းပို့ကြောင်းကျိုးနော်အမေကမြန်မာစာတွေသင်အဖေကညကြလို့ရှိရင်အင်္ဂလိပ်စာတွေသင်စာတွေကျက်လိုက်ကြတာစူညံကျဲလို့သားတို့အဲ့ဒီအချိန်တုန်းကအဖေချွေးနဲ့စောက်ထားတဲ့ဟောဒီအိမ်ကြီးဟာလေအခုနကစားကွင်းအခုတော့လည်းပဲစာသင်ကျောင်းအဖြစ်ပြောင်းသွားခဲ့ပြီ။ဘာကျောင်းလဲစာသင်ကျောင်းပါဗျာပြောင်းလဲနေပုံကိုသတိထားပါနော်ပြောင်းသွားပြီစာသင်ကျောင်းနော်အဲ့ဒါနဲ့ပဲသားတို့သမီးတို့အရွယ်ရောက်လာတဲ့ချိန်တော့သမီးကအမေဝမ်းဆက်ဝတ်ခြင်းနဲ့ဟမ်ချင်းဝတ်ခြင်းနဲ့နော်ဘာအဝတ်ကိုလိုခြင်းနဲ့ဘာမိတ်ကပ်လိုခြင်းနဲ့ပူစာကြပြီသားကလည်းပဲသားဖေးစပိန်စုပ်ကြီးမစည်းခြင်းဘူးသားဆိုင်ကယ်စည်းခြင်းနဲ့သားကားစည်းခြင်းနဲ့ဟောသားကပူစာသမီးကပူစာမပူစာကြဘူးလားပူစာပါဗျာအေးသူတို့ပူစာဓာတွေကိုအဖေရဲ့လားစာလေးနဲ့ဖြည့်ပေးလို့နိုင်မလားနိုင်ပါဘူးဗျာလူကျင်တာမရတဲ့အခါကျတော့အဖေကအသုံးမကျဘူးနော်သူများအဖေတွေမိတွေများသားသမီးတွေကိုချက်လိုက်တာလူကျင်တာအကုန်ဝယ်ပေးငါတို့မိဖေကငါတို့ကိုမချစ်လို့မဝယ်ပေးတာပါအဲ့ဒီတော့သူများမိဘနဲ့နိုင်ရှင်ပြီးတော့ကိုမိဘကိုအသုံးမကျဘူးဆိုတဲ့အထင်သေးမယဉ်ကျေးတဲ့အကြည့်တွေနဲ့ကြည်ခဲကြတာကောမရှိဘူးလားနော်အဲ့တော့အဖေကအတန်တိတ်နဲ့ကြိတ်ကိုပြန်ပြီအမောင်ရိပ်မှာလူကွယ်ရအမောင်ရိပ်မှာအတန်တိတ်နဲ့ကြိတ်ကိုသူဟာအဖေအမေလိုအော်မငိုတတ်ဘူးအတန်တိတ်နဲ့သူပြောတဲ့စကားရင်ထဲမှာသားရဲ့သမီးရဲ့နော်အဖေကသမီးကိုဘယ်လောက်ချစ်တယ်ဆိုတာသမီးမသိနိုင်ဘူးနော်သမီးရဲ့သမီးလိုချင်တဲ့အဝတ်အစားတွေဆွဲကြိုးတွေလက်ကောက်တွေသားလိုချင်တဲ့မော်တော်ဆိုင်ကယ်တွေကိုအဖေမပေးလို့ခဲ့တာမဟုတ်ဘူးသားတို့သမီးတို့အဖေဘဝကိုကြည့်မပေးလို့တာမဟုတ်ဘူးမပေးနိုင်ခဲ့တာပါမိဘရဲ့စိတ်ရင်းနော်မပေးလို့တာလားမပေးနိုင်ခဲ့တာလားမပေးနိုင်ခဲ့တာ
အဲ့ဒါကိုကြည်ပြီးတော့သူများကြွယ်ဝချမ်းသာတဲ့မိဘတွေနဲ့နိုင်ရှင်ပြီးတော့သူများသားသမီးတွေကိုပေးကြတဲ့သူများမိဘတွေကလိုလေသိမရှိထားတဲ့ငါတို့မိဘတွေကငါတို့ကိုမဝယ်ပေးဘူးလိုအပ်တယ်လို့မပြုစုဘူးဒါကြောင့်ငါတို့မိဘတွေကငါတို့ကိုမချစ်ဘူးအသုံးလည်းမချဘူးဆိုပြီးတော့မရင်ကြီးတဲ့အထင်သေးတဲ့အကြည့်တွေအပြောတွေနဲ့ထော်လော်ကလတ်တွေပြောကုန်ကြတဲ့အဖေအမေမပြအတန်ဒိတ်နဲ့ကျိန်ကိုတယ်အတန်ဒိတ်နဲ့ကျိန်ကိုပါရဲ့ဩဘဝဆိုးပါသားရဲ့မပေးလို့ခဲ့တာမဟုတ်မပေးနိုင်ခဲ့ခြင်းကိုနားမလည်လိုက်ဘူးအဲ့တော့တောင်းဆိုမှုတွေဟိုကတောင်းဆိုဒီကတောင်းဆိုမကျေနပ်တော့ပောက်ကွဲတယ်ပြဿနာတွေရှာတော့ဟောကြည်သားတို့အဖေတို့သိမ့်မြတ်နိုးစရာကောင်းတယ်မိသားစုဘဝဆိုတဲ့ဟောဒီအိမ်အောင်ကြီးဟာအခုတော့တောင်းဆိုမှုတွေတိုက်ပွဲတွေဆင်နွှဲကြပြီမို့စစ်မြေတလင်းဖြစ်ခဲ့ပြီဘာဖြစ်သွားပြန်ပြီမကျေနပ်မှုတွေများမနေဘူးလားသားကလည်းမကျေနပ်ဘူးသမီးကလည်းမကျေနပ်ဘူးသူတို့လိုချင်တာတွေမရတော့တိုက်ပွဲပဲနော်ဒီလိုနဲ့ပဲနော်အိုးမိုးချုပ်လို့သားတို့သမီးတို့အရွယ်ရောက်လာပြန်တော့လည်းပဲအမေတို့အဖေတို့ကနေမချပဲနဲ့ဟောအရှူရှူဆင်းကုန်ကြပြီလေနော်အမေလက်ကိုတွဲရမယ်အစားချစ်သူကောင်းမလေးရဲ့လက်ကိုပဲကမ်းပေးပြီးတော့တွဲသွားကြတာပဲနော်အမေမြေဝန်းကမြေကြီးတွေကိုဒုတ်တွေမသုံးပေးနိုင်ခဲ့ဘူးချစ်သူရဲ့မြေဝန်းကမြေကြီးကိုသာသုံးပေးခဲ့ဘူးတာပါအမေကလေငငယ်တုန်းကတို့ငိုနေရင်မြည်ရည်တွေမတုပ်ဘူးလားတုပ်ပါဗျာနောက်ကျောကိုပေါ်ပြီးတော့မချော့ဘူးလားချော့ပါဗျာဩငါတို့ငိုခဲ့ခြင်းကတုန်းကငါတို့မိမိဖေဖေတွေကငါတို့ရဲ့မြည်ရည်တွေကိုတုပ်ပေးခဲ့ဘူးတဲ့ငါတို့ကြီးလာ၍အမေတွေဖေတွေမြည်ရည်ကြလာတဲ့ဒီနေ့မှာငါတို့ကချစ်သူမျက်နာကိုပဲမြည်ရည်ကိုပဲတုပ်ပေးဖူးခဲ့တဲ့အမေမြေဝန်းကမြည်ရည်တွေကိုတုပ်ပေးဖူးတဲ့သူမရှိပါဘူးရှားမနေဘူးလားအကျဉ်းတရားကင်းမဲ့တယ်နော်ဒါကြောင့်ဒီလောကအမြေကဘာအမေဟာအလှဆုံးဒီလောကကြီးမှာဘသူအလှဆုံးလဲအမေမျက်နှာမှာကြောက်ပေါက်မာယာထားနေပါစေတဲ့အမေပဲအလှတယ်ဘာဖြစ်လို့လှလဲဆိုရင်ရင်မှာတိတ်ထားတဲ့အကျဉ်းစိတ်တရားဟာရှိလို့ပဲပြည်နေနေတဲ့အကျဉ်းတရားဆိုတာအမေရင်ထဲမှာရှိတယ်ဘသူရင်ထဲမှာလဲဒါကြောင့်မို့အကျဉ်းတရားတွေရင်မှာထားတော့ကြောင့်အမေဟာအလှဆုံးဖြစ်တယ်ဒီလောကအမြေကဘာအမေဟာအလှဆုံးမေတ္တာတော်အနန္တကအစမ်းကြရည်တနုံဘာကြရည်တနုံလဲနော်ဒါကြောင့်တာရဲ့အမေတို့ဖေတို့ကိုအခုလိုမြည်ရည်ကြအောင်နော်ကြားလာတဲ့မြည်ရည်တွေကိုငါတို့သုံးပေးခဲ့ရကောင်းမှမသိဘူးအမေကိုလက်ကမ်းခဲ့ဘူးတဲ့လက်မရှိခဲ့ဘူးချစ်သူကိုသာလက်ကမ်းခဲ့ဘူးတဲ့ငငယ်တုန်းကငါတို့လဲတုန်းကအမေကလက်ကမ်းလို့ထူခဲ့ဘူးတဲ့လက်ကလေးကိုဆွဲပြီးတော့မထူဘူးလားထူပါရဲ့ဗျာလမ်းသွားတော့မသိမ့်ပေးဘူးလားအမေလက်ကိုကိုင်းပြီးတော့သင်ပေးခဲ့ဘူးတယ်လဲနေရင်ဆွဲထူပေးတယ်ကြနေရင်သုတ်ပေးခဲ့တယ်ငတ်နေရင်ခေါ့ကျွေးခဲ့ဘူးတယ်အမေရဲ့အကျဉ်းသာလဲဘာလဲလဲအခုတို့တွေကြီးပြင်းလာတဲ့ခါကျတော့အမေကိုလက်ကမ်းရမယ်အစားအမေကိုလက်တွဲရမယ်အစားချစ်သူကိုလက်ကမ်းမိခဲ့တယ်အမေလက်ကိုမေ့ပြီဘယ်သူလက်ကိုမေ့ပြီလဲနော်ဒါကြောင့်မို့သူတော်ကောင်းတို့ပြန်ပြောကြည့်ပါအောင်ရင်ခွင်ပြောမျိုးငယ်ချစ်ဦးဆိုဖို့ခဲ့တာမိဘပါကြီးကျယ်ကိုတွေးငယ်ချစ်မေစိမ့်၍ကား၍ပြောင်းခဲ့ပြီစိမ့်ကားခဲ့ပြီရစ်ဆက်ခဲ့ပြီကြည်ကွေးစရာတွေနဲ့စိမ့်ကားနိုင်ပြီပေါ့ရက်ဆက်နိုင်ပြီပေါ့နော်မနှင်ချပဲနဲ့ဆင်းကုန်ကြပြီလေသားရဲ့သမီးရဲ့အဲ့ဒီအခါမှာအဖေတို့အမေတို့နေခဲ့ရတဲ့ဟောဒီအိမ်ကြီးဟာသားလည်းမလားသမီးလည်းမရှိဘူးမို့ဂန္ဓာရာကြီးလိုပဲ6သွေးသွားရပါပြီ6သွေးနေတာမို့ဂန္ဓာရအိမ်အိုကြီးပေါ်မှာမိကိုဖောက်ကိုနှစ်ပါးတဲ့6တိတ်နေတယ်ဂန္ဓာရာပြောင်းမသွားဘူးလား
နင်ချလို့လားမနင်ချပဲနဲ့လားအိုးအတောင်းဆုံးတော့ပြန်ကုန်ကြပြီပေါ့မိုးရံမမှန်အားနဲ့ပြန်လွှားဖို့အသက်ပြင်အတောင်းဆုံးရင်ပြန်ဖို့ပြင်ကြပြီနော်သွားမဆူလိုက်နဲ့အိမ်ပေါ်ကဆင်းလိုက်မယ်သူတို့နာမိုးရံမမှန်အားနဲ့ပြန်လွှားဖို့အသက်ပြင်မိမိအိမ်ရှောင်းခွာပြေဝေးရတို့နေသမီးသားတို့အပေါ်တွင်ပြစ်မတင်ချစ်ခင်မြဲမိမိမြတ်တာရွှေလာမင်းကဝင်ပါလျက်ပဲတကားမပိတ်ဘူးအမြဲကြိုးဆိုနေပါတယ်သူများလားအမေအိမ်လားဘသူချွေးနဲ့ဆောက်ထားလဲအဲ့ဒါကိုအမေအိမ်လို့ခေါ်ပြီးမြဲအဖေချွေးမှန်းလဲသိပါနော်အော်သားတို့သမီးတို့အမေတို့အဖေတို့နေမချပဲနဲ့အစင်လာရသားတို့ဆင်းကုန်ပြီသမီးတို့ဆင်းကုန်ပြီမို့သားလဲမလားသမီးလဲမရှိ၆သွေးနေတယ်မို့အော်အမေတို့ဖေတို့ရဲ့အိမ်ဟာဂန္ဓာရာကြီးဖြစ်ပါပြီဘာကြီးဖြစ်သွားပြီလဲသူတော်ကောင်းတို့အမေတို့အဖေအိမ်ဟာလွမ်းစရာကောင်းသလားတနာစရာကောမကောင်းဘူးလားပြောင်းလဲနေခဲ့တယ်နော်ဒီလိုနှစ်ပဲမိမိရလေးနော်နေဘူးထဲမိုးရထဲမှာလေးအကြော်ကြော်ရတယ်လေငါလဲယုံတဲ့ယုံစက်နဲ့မို့မိမှာရင်ကျက်တဲ့ယောဂဝေဒနာဖြစ်တယ်တချောင်းတဟောဟောနဲ့ညတကောင်တလွယ်မှာရင်ကျက်လို့မောလို့ဆိုရင်တယောက်ကိုတယောက်ပယုတ်စီလေးလူပေးရပြုစုရစောက်ရှောက်ရတော့အိုးလူမမာကြီးတွေနေတော့လည်းပဲသားရဲ့အခုတော့သမီးတို့ခွဲခွာကြပြီမို့အသေးနာရပါတယ်လို့မပြောလို့တော့လဲပဲအခုတော့အမေတို့ဖေတို့သားတို့နေခဲ့တဲ့ဟောဒီအိမ်ကြီးဟာဆေးရုံကြီးနဲ့တူပါပြီလူမမာကြီးနှစ်ယောက်နေတယ်ဆိုတော့ဘာယုံကြီးလဲပြောင်းသွားပြီနော်အော်အမေတို့ဖေတို့ပေါ်မှာတို့တဲ့တွေစာနာတတ်ဖို့ပါနော်ဟိုတုန်းကပျော်မြူးခဲ့တဲ့အိမ်လေနော်နေမချပဲနဲ့ဆင်းလာခဲ့ကြတယ်အမေရဲ့မေတ္တာအဖေရဲ့အကျင့်နာတရားတွေကိုလိုတလောက်ယူပြီးတော့နော်တို့တွေဟာပြက်ပြက်ခါခါထားရပြီးတော့ဆင်းလာတယ်အခုတော့စေးယုံကြီးပမာဖြစ်ခဲ့ပြီဘာယုံကြီးနဲ့တူနော်အခုလူအိုနှစ်ယောက်နေတယ်ဆိုတော့လေလူအိုစော်တွေနှမ်းလို့ရှော့ပေးမဲ့လူမရှိဝတ်ပေးဖော်ပေးမဲ့လူမရှိတော့နှမ်းစောနေတော့လူအိုယုံကြီးနဲ့ကောမတူဘူးလားတကားကြီးတို့တကားမကြီးတို့ဦးစင်တို့အပေါ်မှာတို့အမေတို့အဖေတွေဟာထထိုင်းနိုင်အတော်ကြီးတောင်မှလျော်အနီးပြူရကြည်ပြောလူပြိုအပြိုဖြစ်တဲ့အထိအဝတ်လျှော်ပြီးမိဘူးတိုက်ပေးခဲ့တယ်တို့အမေမှန်ပါဗျာအခုတငါတို့အမေအိယာတဲမှာလဲနေပြီမို့ငါတို့တွေအဝတ်တစ်ထည်ထမိန်တစ်ခုပစိုးတစ်ခုကိုပြန်လျှော်ဖူးရင်တော်တဲ့သားသမီးပဲနော်တခါကြီးတို့အဆိုးဆုံးပဲတခါမှအမိထမိန်လျှော်ဘူးတဲ့ตาရှားမယ်ထထိုင်းနိုင်အတော်ကြီးတောင်မှလျော်အနီးပြူရကြည်ပြောလွန်ပြီး၍မေတ္တာမော်တဲ့ယူရအမောဖြစ်လာတတ်မှတော့မေတ္တာတတိလျက်ပေမိခေအမြင့်ဖြည်နေမပြလေးမပြနေတတ်စီအောင်လေရက်တွေခပ်ပေးရတယ်ပါလေပူရင်အိုက်ရင်ရက်တောင်လေးခါပြီးတော့မပြုစုခဲ့ဘူးလားပြုစုခဲ့ပါတယ်ဗျာနော်တာရဲ့မျက်နှာလည်းမကောင်းဘူးမှန်စံသားနေမကောင်းလို့လားလို့နဖူးလေးကိုစမ်းတယ်နော်မှန်ပါဗျာအမေနေကောင်းရဲ့လားလို့လက်ကလေးကိုကင်ပြီးနဖူးလေးကိုစမ်းဘူးတာတို့တွေမှာအကျဉ်းနာကင်းခဲ့ပြီရင်မာထားတဲ့အကျဉ်းနာတရားတွေပျောက်ကွယ်ခဲ့ပြီအမိမြတ်တာအကျဉ်းနာတရားတွေကိုလိုတလောက်ရတလောက်ယူခဲ့ပြီးကမှအခုအမေတို့ဖေတို့အိုတဲ့အခါမှာပြုစုမှုတွေယူရမှုတွေကျင့်နာမှုတွေစောင့်ရှောက်မှုတွေကိုကင်းကွာပြက်ခါထားခဲ့ကြတယ်ဆိုတာအကျဉ်းနာတရားတွေမဲ့ခဲ့ပြီဘာတရားတွေမဲ့ကိုချင်းစာတရားရောရှိသေးလားရှိပါဘူးဗျာနော်ဦးစင်ကျောင်းကလေရောကြီးဆိုတဲ့ရဲဘော်လေးဟာသူ့လိုက်ခွေးတအုံကြီးနဲ့ပဲဥပညောဆိုရင်လည်းခွေးတစီစီနဲ့ခွေးကသူ့ကျွေးရင်အရန်ချက်တာကိုတခင်ကိုချက်တာခွေးတခင်ကိုချက်တာခွေးပါဗျာနော်တခင်အတန်ကိုကြားရင်ရောက်ရကအမိနှက်ပြီးတော့ပြေးထွက်လာကြပြီတအုံကြီးပဲ
သခင်ကိုချစ်တယ်သက်စာမဖောက်ဘူးအဲ့ဒါဘာလို့လဲခွေးတခါကြီးတို့အမေတန်းကိုမကြားကျင်တော့ဘူးအဖေကိုမမြင်ကျင်တော့ဘူးအမေအိမ်ကိုလည်းမသွားကျင်တော့ဘူးတစ်ချိန်တုန်းကအသက်ကိုပေးခဲ့သူဘဝကိုပေးခဲ့သူတစ်သက်လုံးကျွေးပခုံထားအောင်ပြုစုလုပ်ကြွေးခဲ့တဲ့မိဘတွေပေါ်မှာအကျဉ်းနာတရားတွေကင်းကွာကျေးဇူးကိုမမြင်မိဘကိုပယ်ရှားမိဘရင်ကိုပုံကန်သွားမယ်ဆိုရင်ခွေးတောင်မှကျေးဇူးမကမ်းတာတွေကိုလူဖြစ်တဲ့တချို့ကျေးဇူးကမ်းတယ်နော်ခွေးထက်မိုက်တာတွေမရှိဘူးလားရှိပါတယ်ဗျာအမေကိုမေတ္တာတရားတွေအဖေကိုအကျဉ်းနာတရားတွေဂရုစိုက်မှုတွေပြန်မပေးဘူးဆိုရင်လေခွေးကမှကျေးဇူးရှင်သခင်ကိုသိသေးတယ်တို့တွေတခက်စီမပြန်နိုင်ဘူးဆိုရင်လေမယားနာမှာယက်တိလုပ်ပြီးတော့အမေစီမရောက်ဘူးဆိုရင်လေဘသူထက်မိုက်သွားမှာလဲခွေးထက်မိုက်တဲ့အကောင်တွေလို့မပြောအပ်ဘူးလားနော်အမေသေးမှငိုနေကြဖို့မလိုဘူးမသေးခင်ဝါအောင်ချစ်ပါမသေးခင်ဝါအောင်ချစ်ပါအခုတော့ငါတို့တတွေငါတို့သားတွေသမီးတွေကိုအပြိုလူပြိုထီအောင်ရှော့ခဲ့တယ်ဖော့ခဲ့တယ်ဖနက်ကိုတုပ်ပေးခဲ့တယ်နော်မိဘူးတွေကိုတိုက်ပေးခဲ့တယ်အခုငါတို့တတွေလူအိုယုံကြီးပေါ်မှာနန်းစောနေတာဘယ်သားတယောက်ဘယ်သမီးတယောက်မှပေါ်ပေါက်လာပြီးတော့ပြုစုယူရာဆောက်ရှောက်ကျင်နာမှုကိုမရခဲ့ဘူးအော်ရင်မနာရတော့လည်းပဲကျင်နာရတဲ့တရားတွေကင်းကွာရသူမို့အမေရင်ထဲမှာအတန်ဒိတ်နဲ့ကျိန်ကိုပါတယ်အတန်ဒိတ်နဲ့ပတ်ဝန်းကျင်ကြားရင်သားစိုးသမီးမိုက်လို့သူ့သားသမီးကိုပတ်ဝန်းကျင်ကအထင်သေးတာမခံနိုင်ဘူးဒါကြောင့်မို့ငိုခြင်းရဲ့သားနဲ့အတန်ဒိတ်နဲ့ကျိန်ကိုသူအတန်ဒိတ်နဲ့အေးဒါကြောင့်မို့တို့သားသမီးတွေရဲ့ရင်မာထားတဲ့အကျဉ်းနာတရားကိုတုတ်ပြန်ပြီးတော့မပေးသက်ဘူးလားအခုကြည်တန်းဆေးရုံကြီးလည်းဖြစ်သွားခဲ့ပြီအခုလူအိုယုံကြီးကမဖြစ်ဘူးလားဖြစ်ပါရဲ့ဗျာရှင်မရဲ့ဗာတနိုင်ပါလေလေအဲ့တော့တို့တရားနဲ့ဖြေမယ်နော်တဲ့ဘာနဲ့ဖြေမှာလဲအဲ့တော့ဒီတပတ်ရှင်မနေလေးတရားစခန်းဖွက်တယ်တဲ့အဲ့တော့မိမမင်းဝင်ကွာဒီတပတ်နောက်တပတ်ငါဝင်မယ်တော့မဟာစီမိုးကုတ်တရားတွေကိုဝင်ပြီးတော့ဟောအိမ်ဥခန်းမှာအဖိုးနဲ့အဖွာတရားဘာဝနာပွားများတော့ဟောဟိုတုန်းကသားတို့သမီးတို့မင်းတို့ကိုလိုလေသေးမရှိအောင်ထားခဲ့တဲ့ဟောဒီအိမ်ကြီးဟာအခုတော့တရားရိပ်သာဖြစ်ပါပြီတရားအထုတ်တဲ့နေရာမို့ဗာရိပ်သာဖြစ်ပြီဒါပေမဲ့လို့လည်းပဲနော်ဝင်လေသည်ထွက်လေသည်မှတ်လဲမမိဘူးဖောင်းနေပိန်နေမှတ်လဲမထိဘူးနော်ခန္ဓာကိုကြည့်တယ်မမြင်ဘူးမြင်နေရတာကသာသမီတွေကိုပါမျက်လုံးကိုစုံမေးပြီးတော့ခန္ဓာကိုကြည့်ပါတော့လဲပဲအရှိခန္ဓာကိုမမြင်ဘဲနဲ့သာသမီတွေရဲ့မျက်နာသာပေါ်ပြီးတော့နေတယ်ဒါကြောင့်မို့ဖယားရှင်မထိုင်ပြီးတော့ခန္ဓာကိုကြည့်နေတာမဟုတ်ဘူးသမီးကိုလွမ်းနေသားကိုလွမ်းနေရပါတယ်အမေတို့အဖေတို့ရဲ့အိမ်ဟာအခုတော့အလွမ်းအိမ်အလွမ်းသည်တွေနေရတာမို့အလွမ်းအိမ်ဖြစ်ပါပြီအလွမ်းတွေကိုသဲဆောင်နေသူမို့ဘာအိမ်လဲအလွမ်းသည်ငါသားလေးတွေနေမှာကောင်းရဲ့လားငါသမီးတွေကျမ်းမာပါစားငါမြီးလေးကျမ်းမာပါစေရဲ့လို့ဆုတောင်းပြီးတော့သားသမီးတွေအတွေ့ရင်မှာဖြစ်တဲ့သောကတွေကိုသဲဆောင်အပူတွေကိုသဲဆောင်နေရသူမို့သားရဲ့အမေဟာအပူသည်သမီးရဲ့အဖေဟာအပူသည်ပါရဲ့လို့နော်လူတကားအလဲမှာအဖေပြောမထွက်ဘူးသမီးရဲ့သမီးတို့ကိုအပြစ်မြင်မယ်လေနော်အပူသည်တဲ့မိဘဆိုတာဘာသည်တွေလဲတက္ကမကြီးတို့ကဒီနေ့တနင်္ဂနွေရုံပိတ်တဲ့ရုပ်ရှင်ကြည့်မယ်ဗီဒီယိုကြည့်မယ်ကြည့်နော်ပတ်ဝန်းကျင်ကိုအလဲသွားမယ်နော်ဟိုပါလဲတန်လျင်မှာရှိတဲ့ပါလဲတိုင်းရင်သားရွာသွားမယ်ပန်းချံသွားမယ်ပေါ့ကြည့်တယ်မိဘတွေကဘာကြည့်မမြင်ဘူးသူတို့မျက်စိထဲမှာအချိန်ပြည့်မြင်နေမိတာကသားနဲ့သမီးကိုအမြဲမြင်နေတာပါလဲတရံတကာသားနဲ့ကွာကသမီးနဲ့ကွာကသားမမျက်စိနှလုံးရှိပြီမျက်လုံးထဲမှာအမြဲမြင်နေတာသားသမီးရဲ့ပုံရိပ်
နှလုံးသားထဲမှာအမြဲတွေးနေတာသူတို့အကြောင်းသားသမီးအကြောင်းပဲတို့ကတော့လေကိုကောင်မလေးအကြောင်းငါကောင်မလေးနဲ့ဘယ်မှာချိန်ဘယ်မှာတွေ့ဟောငါကောင်လေးနဲ့ဘယ်မှာတွေ့သူ့အကြောင်းပဲစဉ်းစားနေတယ်မိဘကတော့သားသမီးအကြောင်းပဲယင်ထဲမှာရှိတယ်နော်သားမမျက်စိနှလုံးရှိ၍မျက်လုံးထဲမှာနှလုံးသားထဲမှာဒါကြောင့်သားသမီးတွေအတွက်ပူနေရတာမို့အပူတဲ့သားသမီးတွေကိုစက္ကန့်တိုင်းမှာလွမ်းနေရတာမို့အလွမ်းတဲ့ဘာသေးတွေလဲအိုးတရားရိပ်သာဖြစ်ပါပြီနော်ဖယားရှိမှထိုင်ပြီးတော့လွမ်းလိုက်ရတဲ့အလွမ်းတွေမပြေနိုင်ဘူးပြေရဲ့လားမဝနိုင်တဲ့အချစ်တွေလေအစင်းချောင်းမရှိဘူးနော်ဒဏ်ရာမရှိဘူးနော်ငဲချစ်ဦးကိုဗျာဘာချစ်ဦးလဲဦးစင်းလေးဒီတရားကောင်းစီကိုငဲချစ်ဦးလို့တောင်နာမည်ပေးချင်တာနော်နည်းနည်းလေးနှုတ်သွားမှဆိုလို့အတိတ်ပဲသိရင်တော့မနှုတ်ဘူးပေါ့နော်မသိတဲ့လူကများတိတ်ွေကောက်ကင်လိုက်ရင်ငဲချစ်ဦးဆိုတော့အရန်နှုတ်သွားမယ်တစ်မျိုးဖြစ်သွားနိုင်တယ်နော်အတိတ်ပဲသိရင်တော့ငဲချစ်ဦးဆိုတာသူများလားမိဘနှစ်ပါးလားနော်ဒါကြောင့်မို့သားတို့သမီးတို့အခုတော့တရားရိပ်သာဖြစ်ပြန်ပြီအမေတို့ဖေတို့အိမ်ဟာလေဒီလိုနဲ့သားရဲ့နော်အမေတို့ဖေတို့နောက်ဆုံးတနေ့မှာသေဆုံးရပါပြီသေဆုံးတယ်ဆိုတော့မင်္ဂလာဥကတင်လေးကိုဆွဲထုတ်အိမ်အလယ်မှာထားအလောင်းနေပြင်နော်အဲ့ဒီတော့ဘုန်းကြီးတွေကကြွာလာပြီးတော့တရဏဂုံတင်ဩသားတို့ပြောခဲ့တယ်သမီးတို့မြူခဲ့တယ်ဟောဒီအိမ်ကြီးဟာအခုတော့အတုပဇယဖြစ်ပါပြီနောက်ဆုံးပါဖြစ်သွားလဲဖြစ်သွားပြီအဲ့ဒီခါမှာသားတွေကလာပြီးတော့ငိုသမီးတို့ကလာပြီးတော့ငိုလိုက်မယ်ငိုတယ်ပြီးတော့ဧည့်သည်တွေနဲ့ကားတန်းကြီးနဲ့ဟိုးရေဝေးသုတ်တန်ကိုပို့ပြီးတော့မီးရှို့မယ်နော်အဲ့ဒီတော့မီးရှို့ပြီးတဲ့အခါမှာသားတို့သမီးတို့ဒီအိမ်ကြီးကိုပြန်လာမယ်ဒီအိမ်ကြီးကိုပြန်လာပါပါဗျာလာပြီးတော့သမီးကဗီဒီယိုကိုဖွက်မယ်သားကသက်တာကိုဖွက်မယ်ရှာကြပြီပေါ့အိမ်ကရန်အိမ်စာချုပ်ဘယ်မှာလဲအမေလက်ဝတ်တန်းစာတွေဘယ်မှာလဲအဖေဖက်ကပိုင်ဆိုင်တဲ့ပစ္စည်းတွေဘာလဲစာချုပ်စာတမ်းတွေရှာကြမယ်ပေါ့နော်ရှာပြီးတဲ့ခါကျတော့ဟောဒီအိမ်ကြီးကိုရောင်းမယ်ရောင်းပြီးတော့ခွဲဝေယူကြမယ်နော်နောက်ဆုံးဒီအိမ်ကြီးကအကုန်လုံးစောခွာသွားလိမ့်မယ်ဒီအိမ်ကြီးကအကုန်လုံးပါလေအော်မိုးရမမှန်အားနဲ့ပြန်လွှားဖို့အသက်ပြင်းမိမိအိမ်ရှောင်းခွာပြေးဝေးရတော့နေသမီးသားတို့အပေါ်တွင်ပြစ်မတင်ချစ်ခင်မြေမိမိမြတ်တာရွှေလာမင်းကတမလွန်ဘဝကအဖေမြည်ရင်မကြဘူးသားအဖေမြည်ရင်မကြဘူးအဖေချွေးဆက်တွေနဲ့တသက်စာယူသွားကြတယ်မင်းတို့ငါသားငါသမီးငါမြည်တွေကောင်းစားနေမယ်ဆိုရင်တမလွန်ဘဝကမြည်ရင်မကြတဲ့ပြင်အဖေပြုံးပြောပါတယ်သားလို့နာတမလွန်ဘဝကပြုံးပြသူပါဝမ်းနေတာလားပြုံးပြနိုင်တာလားအခြားလားမိဘမြတ်တာလားကြီးချက်မှမရှိဘူးနော်ကြီးချက်မှမရှိဘူးအခုအဆက်ဆက်ပြောင်းလဲသွားတယ်နောက်ဆုံးအာတုပါဇယနောက်ဆုံးသူများလက်ထဲကိုပြောင်းသွားတယ်အဖေအိမ်မင်းတို့ပြောတဲ့အမေအိမ်အမေအိမ်ဆိုတဲ့အဖေချွေးစက်နဲ့ဆောက်ထားတဲ့အိမ်ဟာမင်းတို့အမေရဲ့နိုးဖို့ရှိတယ်လို့ငါအဖေရဲ့ချွေးဖို့ဆိုတာရှိပါတယ်မရှိဘူးလားဒါကြောင့်မို့ပြန်ပြောကြည့်ပါမပူမပင်စားနေတဲ့ဖခင်ကြတဲ့ချွေးစက်တွေမိကောင်းဖခင်ကျေးဇူးရှင်သိမြင်စေဖို့လေမိကောင်းဖခင်ကျေးဇူးရှင်သိမြင်စေဖို့လေဟာနောက်ဆုံးဒီအိမ်ကြီးပေါ်မှာအလောင်းပြင်ပြီးမှလာပြီးတော့ငိုလိုက်ကြတာသားကငိုသမီးကငိုမြည်တာငိုနော်မြည်ရီမိုးတွေရွာမှာပေါ့မရွာဘူးလားဒါကြောင့်မို့သူတော်ကောင်းတို့ပြောကြည့်ပါအောင်ဝအောင်ကျွေးလာအောင်စင်မွေးဖူးကျွေးဖူးကျေးဇူးရှင်မသေးခင်ပြောအောင်ထားကျေးဇူးတည်တဲ့သမီးသားနော်အဲ့တော့မသေးခင်မှာဝအောင်ချစ်နော်
အခုနေတက္ကမကြီးမသိသေးဘူးတက္ကကြီးမသိသေးရင်တို့သားသမီးတွေကလေမိမိသမီးကိုဘလောက်ချက်လဲဟင်းလို့မေးကြည့်ရင်ငွေတွေကိုဆွဲထည့်ပြီးတော့ဘဲတပြန်ညတပြန်အချက်တွေမပေးမှလားပေးမှလားပေးပါဗျာဩနာအမေမရှိတော့လေမအမေအချက်တွေအဖေရဲ့မေတ္တာတရားတွေကိုလိုချင်တယ်ရနိုင်အောင်မလားမရနိုင်တော့ဘူးတဘဝမှာမရဆိုတာနှစ်ခါသုံးခါလေးခါ10ယောက်ယူလဲရတယ်နော်အမေဆိုတာအဖေဆိုတာဘယ်နှခါလဲတစ်ခါသာရနိုင်တာဘယ်သူလဲမိဘဒါဖြင့်မရနဲ့မိဘဘယ်ဟာကတန်ဖိုးကြီးလင်းနဲ့မိဘဘယ်ဟာတန်ဖိုးကြီးနော်ကဲပရိသတ်ကြီးပြောကြည့်ပါမေးချင်တာလဲမေး၍မရပေးချင်တာလဲပေး၍မရကျွေးချင်တာလဲကျွေး၍မရရနိုင်သူများတတိထားဖို့ရှိထားအမေမြတ်နိုးစေဖို့ရှိထားအဖေမြတ်နိုးစေဖို့မသိခင်ဝါအောင်ချေတေမငိုမနေနဲ့နော်အခုဥစဉ်မှာငယ်ငယ်ကတည်းကအမေမရှိဘူးအဖေလည်းမရှိဘူးတကောင်ကျွဲ့နဲ့နာဘဝမှာဘလောက်ဒုက္ခရောက်လဲနာဒီလောကအမြေကဘာအမေဟာအရေးကောင်းအမေဟာဘာကောင်းလဲအမေတို့ဖေတို့မိဘရိတ်ဟာတကယ်အေးမြတယ်တဲ့အမေရဲ့သားရဲ့ဘဝမှာအဲ့ဒီအရေးမရှိတော့အရေးမဲ့တဲ့ຫນွေမိဘမရှိရင်အရေးမဲ့တဲ့အေးမြမလားပူလောင်မလားဦးစင်အေယာကိုတကန်းထဲမှာနေတယ်အမေကိုတတိယရင်ရင်ထဲမှာမိခဲလို့ပူတယ်နော်အရေးမဲ့တဲ့ຫນွေဦးစင်လေညနေတစ်ခုမှစိတ်ထဲတော်တော်မကောင်းဘူးအဲ့နဲ့ကြပြရေးတယ်နော်အရေးမဲ့တဲ့အပင်ကြီးငါမနေခြင်းဘူးနော်မိဘမရှိရင်အရေးရှိသေးလားမရှိပါဘူးဗျာဒီလိုအေးမြတဲ့အရေးနောက်တစ်ခုရနိုင်လားမရနိုင်ပါဘူးဗျာဒါကြောင့်အရေးမဲ့တဲ့အပင်ကြီးငါမနေခြင်းဘူးနော်တစ်ခါကြာရင်ဘယ်လိုတွေးမိလဲငါလေဒီဘဝဆိုမြန်မြန်သိရင်ကောင်းမယ်အမေမြန်မြန်ရဖို့ပဲလိုချင်တဲ့အမေကိုဘာကိုလိုချင်တာလဲအရန်လိုချင်ခဲ့တာနော်ရနိုင်ပါမလားရနိုင်ပါပါဗျာဒါကြောင့်မို့ဥစဉ်ပြောချင်တာကဥစဉ်တို့ညီကိုမောင်နှမမိသားစုတွေရတုံးမှချက်ပါရတုံးမှယူနော်အဖေမြတ်တာအမေမြတ်တာအရေးတွေကိုရတုံးမှယူပါဥစဉ်တို့လိုအရေးမဲ့တဲ့ຫນွေနော်ဒီလိုခန္ဓာရာဘဝတွေကိုပူလောင်တဲ့ဘဝတွေကိုရောက်ကာမှဒီအရေးတွေကိုလိုချင်ရင်ရအောင်မလားရပါဘူးဗျာနောက်ပြီးတော့ဟိုးမိဘမဲ့ကလေးတွေကိုဥစဉ်ပတ်စံသွားလူတယ်ပြန်လာတယ်ပြန်တော့စိတ်ထဲမှာခံစားရတာဒီကလေးတွေကငါဘဝနဲ့တထပ်သေးနော်အဲ့ဒါနဲ့ကားကောင်းတဲ့ဘုတ်ပင်လေးဆွဲပြီးတော့နော်ငါတို့ဘဝတွေဟာရင်ခွင်မဲ့ငှက်နားเสียမရှိဘူးလေရင်ခွင်မဲ့ငှက်မိဘငှက်မဲ့တွေကဘာပါလဲနော်ဟိုပနာအကြောင်းကုန်းဆိုတဲ့ဆရာတော်လည်းကလေးတွေကိုမွေးတယ်တဲ့ဦးဇင်းတို့သွားလှူခိုင်းသေးတယ်နော်အဲ့တော့ရင်ခွင်မဲ့ငှက်နားခိုခွက်ခတ္တလေးပြည့်ပေးသနာပါနော်မေတ္တာငတ်နေတယ်မိဘမရှိတဲ့ကလေးတွေကဘာငတ်နေလဲတခါကြီးတို့မှလည်းတနေ့နေ့တစ်ချိန်ချိန်မှာအမေမရှိအဖေမရှိတဲ့ဘဝတွေကိုရောက်လာမှာမသိချဘူးလားသိပါပါဗျာဒါကြောင့်အခုရေရတုံးမှချက်နော်မှန်ပါဗျာဥစဉ်တို့လိုအမေအဖေမရှိတဲ့ဘဝကြတော့မှအမေကိုလိုချင်တယ်ဆိုလို့ရှိရင်မရနိုင်အောင်မလားရနိုင်ပါဗျာနော်အမေဆုံးမြည်တဲ့တယ်လီဖုန်းတန်လာတော့စာသင်ကိုကြပြကြရရပါလို့အလောင်းစင်မိခေမျက်စီတို့ဦးချလို့ရောက်ခဲ့ပါမကြသေးမီကသူ့မြေတွေကိုယ်တိုင်ချီလို့
ကော်ဖီကိုဖြောကတိုက်စင်မှာမူမေကအမေလဲသည်ဟုကြည်ကွဲဖွဲဒီစကားကိုလာဖခင်အိုးမြည်ရည်များရဲ့နဲ့ပြောကြခဲ့ရာရွာပြန်လျင်အမေကြိုးလို့စာလိုရာအမေကျွေးပါတဲ့အေးမြတဲ့မိမြတ်တာခုခါမှာတော့ပြောင်းဆုံးတို့လေလေအမေသားဒီလိုဖြစ်မှာပေါ့တို့လေလေအမေသားဒီလိုဖြစ်မှာပေါ့ဒီရမြေမြန်တဲ့သားစီကဒီရမြေမြန်တဲ့သားစီကမွေမေးမေးဟုသည်များကိုလားမွေမိခင်ထင်ကမှတ်မယ်ပေါ့သားလူပေစိတ်ဖြေတွေးလို့ရဲ့အမေရဲ့ဆွေရိတ်ကိုဖို့နေညိုချင်းညနေချမ်းအမေကိုလွမ်းနိုင်ဒီကပြားလေးကိုရော့ရင်လေမိုးဖွဲမိုးဆက်ပါးပြင်ထစ်ဆိုငုံမိသလားခြားနာမကွဲရင်ထဲဆူမြိုက်လေပြင်းတိုက်တယ်ရင်ထဲမှာမုန်တိုင်းပဲမခံစားနိုင်ဘူးအမေကိုအဖေမြတ်တာတရားတွေကိုနော်အခုသူတော်ကောင်းတို့ယာတုံးယူဖို့ပါနော်တခါတုန်းကအမေရိကန်မှာဖြစ်ပါလိမ့်မယ်ဆရာတော်ရေးတယ်တထေးကြီးတွေကမိဘမဲ့ကလေးတွေကိုမွေးစားတဲ့မွေးစားတော့အိမ်မှာထားခဲ့ရင်လည်းပစ္စည်းခိုးပြေးရင်ဒီဂျယ်လီဘီတခိုးလေးတွေဒုက္ခရောက်မယ်ခေါ်သွားရင်တော့ပျော်ပွဲစားသွားခေါ်သွားရင်တော့အိုးတို့မြင့်မောက်မှာဆိုတော့ပြဿနာမရှိနိုင်ဘူးပေါ့ခေါ်သွားတာပဲကောင်းတယ်ဆိုခေါ်သွားတယ်အဲ့တော့သူတို့ရဲ့တရားရေးပေါ်မှာတခါတည်းမြစ်ခင်းမြော်ပေါ်မှာပျော်ပွဲတွေစာတီးကြမုံကြကားကြခုံကြတထေးသားလေးကတရားပေါ်ကရေဆော့တော့ချော်ကြပြီးတော့ရေတဲကိုမျောပါအဲ့တော့ခုနကဆင်းရဲသားမိဘမဲ့ကလေးကဒိုင်မင်ထိုးပြီးတော့ရေထဲမှာလိုက်ဆဲတာနော်ဆောင်းညပဲဆောင်းဆိုတော့အရန်ချမ်းခဲ့တာပေါ့အဲ့တော့ရေကလည်းချမ်းအေးချမ်းတဲ့ຢာသည်အဲ့ဒီထဲမှာဒီကလေးကိုမရအရလိုက်ဆဲတယ်လူကြီးတွေသိတဲ့အချိန်ကျတော့ကလေးကိုခုနကမိဘမဲ့ကလေးလေးကပခုံးပေါ်မှာထမ်းပြီးတော့ကမ်းပေါ်ကိုခေါ်ခဲ့ပြီအဲ့ဒီခါကျမှအမလီမီဒီဖီဒီကသွားပြီးတော့ပွေယူပြီးတော့လေအမလီငါသားလေးနဲ့နေကြနဲ့ပြူစုကြလူကြလိန်ကြထွေးကြနွေးကြပေါ့လေမိဘတို့ရဲ့မေတ္တာအကျဉ်းနာဂယုစိုက်တာတွေကိုမရဘူးလားရပါတယ်ဗျာရတာပေါ့နာဝိုင်းပြီးတော့ဦးကြီးဦးလေးအတော်တွေရောပြူစုကြတယ်ဒါပေမဲ့ဟိုမှာဘောင်းဘီတိုလေးနဲ့ရေဆိုးပြီးတော့ခိုက်တုံအောင်နှကန်းလေးပြားပြီးတော့မေးစီရိုက်နေတယ်ချမ်းနေတယ်သူကြတော့လေတရားမှလက်ကြည့်ဖို့မရဘူးပဲတထေးသားလေးစီမှာဝိုင်းအောင်နေတယ်နော်မပြီအိုးကိုဖြီးပြီအိုးကိုလေရန်စီနော်သူစေတနာလွမ်းပြေပါသည်ຫນွေမှာစီသောစမ်းပဲအကယ်၍များဒီလိုအမေမြတ်တာငတ်နေတဲ့ကလေးတယောက်ရဲ့အပေါ်မှာတယောက်ရောက်သောပုဂ္ဂိုလ်ကအမေနဲ့တူတဲ့ပုဂ္ဂိုလ်ကအမေရဲ့မြတ်တာမျိုးအဖေနဲ့တူတဲ့ပုဂ္ဂိုလ်ကအဖေရဲ့မြတ်တာမျိုးကိုပေးခဲ့မယ်ဆိုရင်ຫນွေမှာစီးသောစမ်းတို့ဒီຫນွေမှာစီးတဲ့စမ်းပဲမအေးမြဘူးလားအခုတော့တထေးသားလေးကိုတော့အမလီတခါတည်းဝိုင်းဝိုင်းကိုလဲနေတယ်ပုဂ္ဂလေးလေးကိုတယောက်မှလဲမကြည့်ဘူးနောက်မှခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်တထေးသားလေးကြားမှသွားပြီဆိုမှဒီကလေးမဆိုးဘူးပဲနာမင်းကွာတို့စုချမယ်ဆိုပြီးတော့အုတ်ထုတ်ချော့ပြီးတော့အလူခံတယ်ပေါ့ဆိုလိုတာကဝိုင်းထဲကြတာဒေါ်လာတွေအများကြီးအုတ်ထုတ်တစ်လုံးအဲ့တော့သွားပေးတယ်ကလေးကြောတဲ့မင်းမဟုတ်ဖို့တဲ့နော်သွားပြီးတော့ကလေးကဇက်တုံးနေတယ်ဟင်းနဲ့ကျွန်တော်ဒါမလို့ခြင်းဘူးတဲ့ယူပါကွာမင်းကလည်းမင်းတသက်ရှာလို့ရတာမှမဟုတ်ပဲယူလာရော့ပေးတယ်ဟင်းကျွန်တော်ဒါမလို့ခြင်းဘူးတဲ့အောင်မကြီးကျယ်ကျယ်နဲ့မင်းဒါမလို့ခြင်းရင်ဘာလို့ခြင်းလို့လဲနော်အဲ့ဒီလိုမေးတော့ဦးလေးရဲ့ကျွန်တော်လိုချင်တာပြောလို့ဖြစ်မလားဖြစ်တယ်ပြောကြည့်နော်ဒီလိုဆိုရင်ကျွန်တော်ပြောပါမယ်ဦးလေးရဲ့နော်ဟောကိုကတထေးသားလေးရလဲပဲအသွေးနဲ့အသားနဲ့ပါကျွန်တော်ကလည်းအသွေးနဲ့သားနဲ့လူတယောက်ပါဦးလေးရဲ့ရည်တောင်းတဲ့ကိုကြာချမ်းစီရခဲ့ရတာလဲနှစ်ယောက်အတူတူပါပဲကျွန်တော်ကတော့ထမ်းခဲ့ရသူပါနော်ဒါကြောင့်မို့ဒုက္ခရောက်သူနှစ်ယောက်အတူတူဖြစ်ပါလေရဲ့ကဲနဲ့အမေတို့အဖေတို့ဦးကြီးဦးလေးတို့ကသူ့အပေါ်မှာတော့မေတ္တာအကျဉ်းတရားတွေကိုပေးတယ်ကျွန်တော်ကိုတော့စက္ကူတွေကိုပေးတယ်ဦးလေးတို့သိရဲဆက်ပါတယ်သူကြတော့စက္ကူတွေပေးတယ်
ဟိုတထေးသားလေးကြတော့မေတ္တာကိုပေးတယ်လူတွေမတရားဘူးဗျာနော်တကယ်ဆိုရင်လူသားချင်းစာနာထောက်ထားရင်ကိုယ်လည်းမေတ္တာလေးတော့ပေးတတ်တာပေါ့ဒါကြောင့်ဦးလေးရဲ့ကျွန်တော်လိုချင်တာကိုပြောရမယ်ဆိုရင်ကျွန်တော်ဒီစက္ကူတွေကိုမလိုချင်ဘူးဦးလေးရဲ့ကျွန်တော်ကိုအမေနဲ့တူတဲ့အမေတယောက်ကနေပြီးတော့နော်အဖေနဲ့တူတဲ့အဖေတယောက်ကအမေရဲ့မေတ္တာတရားတွေအဖေရဲ့အကျဉ်းသားတရားတွေကိုပဲကျွန်တော်လိုချင်တယ်ကျွန်တော်မိဘမေတ္တာကိုလိုချင်တယ်ဒီစက္ကူတွေကိုကျွန်တော်မယူပါရစေနဲ့ကျွန်တော်ကိုတနာရင်မေတ္တာပေးပါတဲ့ဘာတောင်းတာလဲအေးငတ်ပြီနော်မိဘမရှိတော့ဘာငတ်နေပြီလဲအခုကလေးတွေတောင်းစားလို့တောင်းမနေရဘူးလားအေးဥစဉ်တို့လို့မိဘမဲ့ဘဝတွေဟာမေတ္တာငတ်နေသူမို့တောင်းရမှလည်းမရှိငိုရမှလည်းမရှိဘူးနော်အမေမေတ္တာကိုသာရမယ်ဆိုလို့ရှိရင်ဘာကိုပဲပေးဆရသည်ဖြစ်ပါစေအရာရာကိုပေးဆသွားမယ်မေတ္တာကိုပေးပါမိဘမေတ္တာပေးပါဗာမေတ္တာကိုလည်းကဲပြောကြည့်ပါမေတ္တာရင်တဲ့ရှိသေးလေနည်းနည်းပေးကြပါဘာကိုတောင်းတာလဲအမေရှိရင်တောင်းစရာလိုလားအမေရှိရင်သားရဲ့မသိငယ်စံပါနဲ့ဟောဒီမှာလိုသလားနော်အမေရင်ထဲမှာငါသားကြီးလိုချင်တယ်မေတ္တာတရားတွေရှိတယ်သားရဲ့ရော့နော်အဖေရင်ထဲမှာအကျဉ်းသားတရားတွေရှိတယ်ရော့လို့ပေးနိုင်လိမ့်မယ်ဩမိဘမရှိဘူးဆိုတော့မေတ္တာကိုမရနိုင်ရအောင်မလားမရပါဘူးဗျာအဲ့ဒီခါကျတော့လူများအမေတွေကိုလေကိုကလည်းသွားပြီးတော့အမေအမိုးမေတော်ကြီးသွားခေါ်ရတယ်လေကို့အမေမဟုတ်တဲ့သူကိုအမေလို့ခေါ်ရတော့တချို့လည်းမကြိုက်ဘူးဗျာနော်တချို့ကလည်းမကြိုက်ဘူးနော်မတတိတဲ့မျက်လုံးမျိုးနဲ့ကြည့်ရင်ကျုပ်ရင်ကွဲမတက်ခံစားရတယ်ဗျာတခါတလေများဥစဉ်လေအိဘောတက္ကမကြီးတရားကိုသူတို့ကအတော်လို့ဝိုင်းခေါ်တော့ဥစဉ်ကလည်းအရန်လေးစားတဲ့တက္ကမကြီးအတော်လို့တန်ရောင်ရောပြီးတော့လိုက်ခေါ်တယ်ခေါ်တော့သူ့အကိုလှုပ်တဲ့လူကပြောတယ်ဘာလို့ခေါ်တာလဲဦးစင်းကိုမတတိတဲ့အစည်းနဲ့ကြည်တာပေါ့လေဩသူတို့ရဲ့ဘဝမှာအမာရော့ဆိုတာမရှိခဲ့ဘူးဆိုရင်ငါတို့ရဲ့ဒဏ်ရာတွေကိုစာနာတတ်မှာမဟုတ်ပါဘူးကို့မှာအမာရော့မရှိသေးသမျှသူများရဲ့ဒဏ်ရာကိုစာနာတတ်မှာမဟုတ်ဘူးကိုယ်တိုင်မိဘမဲ့ဘဝကိုရောက်ခဲ့မဲ့ဆိုရင်မိဘမဲ့ဖြစ်နေတဲ့ဥစဉ်တို့လိုဘဝတွေကိုစာနာတတ်လိမ့်မယ်အဲ့လိုဆိုရင်အမေမေတော်ကြီးလို့တနေ့ဟိုတက္ကမကြီးကလေဥစဉ်ကိုနော်ငါသားကြီးလို့ပြောလိုက်တယ်ဟိုဥစဉ်ဟိုဘက်ကဝါချောင်းလေးပေါ်မှာလာပြောတယ်နာငါသားကြီးတဲ့အဲ့လိုပြောလိုက်တာလေချစ်ချင်းဥစဉ်ဘာလဲဟိုကတင်အောက်ကိုကြည့်တယ်ဘာကျွေးရမလဲနော်ဟိုဘာလဲဗရင်းကြက်ပေါင်းလားပေးစရာလည်းမရှိဘူးအဲ့ဒီလင်းဟိုဘာလဲဂျင်စင်းနဲ့လုပ်တဲ့ဗရင်းကြက်ပေါင်းကိုပေးတယ်မုတ်တီကိုပေးတယ်သားလို့ခေါ်လိုက်တာနဲ့အကုန်ပေးကျင်တော့တာပဲနော်အဲ့ဒါကြောင့်မို့လို့တက္ကကြီးတို့နော်အရာရာကိုပေးဆလို့မိဘမေတ္တာမျိုးကိုရခဲ့မယ်ဆိုရင်အချိန်မရွေးပေးဆဖို့အစဉ်သက်ပါအခုတော့ကိုမအမေအဖေမရှိတဲ့အချိန်ရောက်ကမှသူများရဲ့မိဘတွေကိုအမေရဲ့အမိုးရဲ့လို့ခေါ်ရတဲ့အခါကျတော့ခွက်ကနဲ့မူရပြီဘာနဲ့မူရပြီလဲသင်္ဃာဆရာတော်ရေးတယ်လေအယက်သမားအယက်တောက်တယ်ပလင်းကိုခြုံတဲ့ပြက်တက်ခဲ့တယ်နောက်နေ့တောက်ချင်တယ်ပတ်စံမရှိတော့ပလင်းကိုပြန်ကောက်ပလင်းလေးကိုရေးတဲ့အနှက်ကလေးနဲ့ဆိုတော့ခွက်ကနဲ့မူတာပေါ့ပလင်းလေးကိုရေးတဲ့ခွက်ကနဲ့မူရတယ်အေးတက္ကကြီးတို့တက္ကမကြီးတို့မှာအမေဆိုတာမရှိတဲ့တနေ့အဖေဆိုတာမရှိတဲ့တနေ့မိဘမဲတဲ့တနေ့ကိုရောက်လာရင်ဥစဉ်တို့လိုခွက်ကနဲ့မူရပါလိမ့်မယ်အဲ့ဒီခါကျမှနောင်တဆိုရင်နောက်ကျသွားပါပြီအခုနေဝအောင်ချက်ပါနော်ဟိုသင်းအုပ်ဆရာကြီးကပြောတယ်သမီးတဲ့မနေ့ပြန်ခရစ်စမတ်နေ့တဲ့နော်သမီးဘာလဲဆောင်လိုချင်လဲတဲ့ပြောတဲ့ဆရာတဲ့သမီးတောင်းရင်ပေးမှာလားပေးမှာပေါ့တဲ့သမီးပြောပါဒါဆိုသမီးတောင်းမရစေဆရာရဲ့နော်
သမီးလေးဟိုအယုတ်တွေကိုမလို့ခြင်းဘူးဆရာရဲ့ဒါဖြစ်သမီးကဘာလို့ခြင်းလဲဆရာရဲ့သမီးကိုလေအဖေနဲ့တူတဲ့အဖေတယောက်ကအမေနဲ့တူတဲ့အမေတယောက်ကသမီးကိုပွေချီပါပြီးတော့လေသမီးရဲ့ပါလေးကိုဘယ်တပြားညာတပြားနှမ်းလိုက်တာလေးကိုသမီးလိုချင်တယ်သမီးကိုအဲ့ဒါပေးပါလို့မတောင်းဘူးလားမေတ္တာငတ်နေတယ်လေဘာငတ်နေလဲဘာစားစားမဝတော့ဘူးနော်အစားထိုးလို့ကိုရသေးလားဒါကြောင့်မို့သူတော်ကောင်းတို့ပြန်ပြောကြည့်ပါမေတ္တာရင်တဲ့ရှိသေးလေနည်းနည်းပေးကြပါအဲ့ဒါလို့တောင်းစားဘဝနဲ့တောင်းရတဲ့ဘဝဆိုတဲ့ကိုဘဝမှာရင်ကွဲမတတ်ပဲနော်ဒါကြောင့်မို့သူတော်ကောင်းတို့အခုလို့ဦးဇင်းတို့လိုအရေးမဲ့တဲ့ຫນွေဘဝကိုမရောက်ခြင်းမို့ဆိုလို့ရှိရင်အမေအိမ်ကိုသွားပါအမေကိုချစ်ပါအဖေစီကိုသွားပါအဖေကိုမြတ်နိုးပါလို့မပြောတတ်ဘူးလားကဲပြန်ပြောကြည့်ပါမေးချင်တာလဲမေး၍မရပေးချင်တာလဲပေး၍မရကျွေးချင်တာလဲကျွေး၍မရဦးစင်မလောမြိုင်တထုံတရားသွားဟောရင်လေပြန်ရင်လေနော်ပစံတွေက30နာတညကို10သိန်း30နာမိုးပုံကြီးတွေကားနဲ့အပြည့်တိုက်လာခဲ့တယ်ကြောင်းကြရဲ့ဗီဒီယိုကြီးမှာထဲမိုးပုံကြီးကိုကြည်စီးကြလာတဲ့မြည်ကြီးတွေအမေရှိရင်ကွာဒီမုတ်ဘုံတွေကိုကျွေးလိုက်ချင်တာပေါ့ကျွေးလို့ရသေးလားမရပါဘူးဗျာကျွေးချင်တာလဲကျွေးလို့မရတော့ဘူးအမေသားရဲ့အဖြစ်သားရဲ့ဘဝကိုအမေမြင်လဲပါအောင်အမေကြည့်လဲပါအောင်နော်ကျွေးချင်လဲကျွေးလို့ရသေးလားမရပါဘူးဗျာဒီပတ်စံနေခေါင်းအောက်ထည့်ထားတဲ့အုံးကိုလွဲရောပဲဒါပေမဲ့အမေရှိရင်ရွှေချထားခြင်းနဲ့အခုတော့အမေမရှိတော့ဒီစကူတွေအမေသားဘာလို့ရမှာလဲအမေမရှိတဲ့ဘဝနေမထီတဲ့ဘဝတွေကိုအမေကြည့်လဲပါအောင်ပြောပြီးမယ်လို့လည်းမပေါ်လားဘဝဆိုးဘာဆိုးတွေလဲဒီလိုဘဝဆိုးတွေဒီလိုအဖြစ်မျိုးတွေမရောက်ခင်မှာတကာကြီးတို့ကိုပြောလိုက်ခြင်းနဲ့ဝါအောင်ချပါဘယ်လိုလဲဝါအောင်ချပါနော်ဒါကြောင့်မို့ပြန်ပြောပါအောင်ကျွေးချင်တာလဲကျွေး၍မရရနိုင်သူများတတိထားဖို့ရှိထားအမေမြတ်နိုးစီဖို့ရှိထားအဖေမြတ်နိုးစီဖို့ဒီလိုဆိုရင်မသေးခင်ဝါအောင်ချလိုက်ပါလို့နောက်ဆုံးပြောချင်ပါတယ်နော်ကဲဒီလိုဆိုရင်ဥစဉ်တို့ဆွေးနွေးခဲ့တာလေးကိုပြန်ပြီးတော့ဏီကုံ6ရောက်အောင်ပါပြန်ပြောကြည့်ပါရင်ခွင်ပြောမျိုးငယ်ချက်ဦးဆိုဖူးခဲ့တာမိဘပါကြီးချက်ကိုတွေးငယ်ချက်မေစိမ့်ရည်တိမ်ရည်သွားကြပြီကြီးချက်ကိုတွေးတဲ့အချိန်မှာဘသူကိုမေ့ကိုတက္ကမကြီးသချင်းဆိုတာလေကျုပ်တကယ်ဝမ်းနေတယ်အမေအိမ်ကိုလည်းချက်သမီးမေထားခဲ့ပါတယ်သူဆိုထွက်တယ်နော်ကျုပ်ရင်နာလိုက်တာဗျာကြီးချက်ကိုတွေးတော့ဘသူကိုမေ့နေလဲဥစဉ်တို့တက္ကကြီးတွေတက္ကမကြီးတွေတော့မမေ့ပါနဲ့နော်ပြန်ပြောကြည့်ပါရင်ခွင်ပြောမျိုးငယ်ချက်ဦးဆိုဖူးခဲ့တာမိဘပါကြီးချက်ကိုတွေးငယ်ချက်မေစိမ့်၍တိမ်၍သွားကြပြီနော်နောက်တစ်ခါဒုတိယပြောတာကဘာလဲဆိုရင်နော်မိကောင်းပြောကြည့်ပါမိကောင်းဖခင်ကျေးဇူးရှင်သိမြင်စေဖို့ပါမိကောင်းဖခင်ကျေးဇူးရှင်သိမြင်စေဖို့လေမိကောင်းဖခင်ကျေးဇူးရှင်ဘာဖြစ်လို့ဖကိုခင်ရတယ်လဲဆိုလို့ရှိရင်ကဲပြောကြည့်ပါမပူမပင်စားနေသည်ဖ
ဖခင်ကြတဲ့ချွေးဆက်တွေမပူမပင်စားနေတဲ့ဖခင်ကြတဲ့ချွေးဆက်တွေမိခင်ဖခင်မိကောင်းဖခင်ကျေးဇူးရှင်သိမြင်စေဖို့လေဒေတုမာကံယနေ့ညချမ်းမိကောင်းဖခင်ကျေးဇူးရှင်ဟူသောတရားတော်ကိုနာယူကမတာပွားများကြကုန်သောသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်နေတို့ခါစာဆင်းရဲခတ်သိမ်းမှလည်းပဲကင်းငြိမ်းကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနိဗ္ဗာန်ရာစာပိယခတ်သိမ်းမှလည်းကင်းငြိမ်းကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနေတော်ခါစာတော်ခခတ်သိမ်းမှလည်းပဲကင်းငြိမ်းကြကုန်သည်ဟွန်တို့ဖြစ်ကြပါစေကုန်သတည်းဟန်တုယခုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်ဟောကြားတော်မူအပ်သောဘဟုကာရဘိကဝေမာတာပိတရောဗုဒ္ဓနာအပဒကဘောဓကဣမတာလောကတဓာတ်တရောဟူသောပါဠိကိုဗမာလိုဒိဗ္ဗေဖွေဆိုကမိကောင်းဖခင်ကျေးဇူးရှင်သိမြင့်စေဖို့ပါဟူ၍အဓိပ္ပာယ်ဖွေဆိုကဟောကြားပြောကြားရခြင်းဒီဟုသောသစ္စာစကားနှင့်ပိုလောအားသောမေတ္တာတဲ့အရှိန်အဝါကြအချိန်မကြာကိုယ်စီကိုငါကိုယ်ဘဝရဲ့ငယ်ကျေဦးအထုမမေ့နိုင်အောင်ကြိုးစားပွားများအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းအားလုံးကျူးတော်ဝေယဝိသကုသိုလ်ရှင်များကို